ဇလန်အစမှာတော့ Evest ဆိုတဲ့မြို့ငယ်လေးမှာနေတဲ့တက်ကြီးရွယ်ကိုဇနီးမောင်နှံဖြစ်တဲ့ Jerry Selby နဲ့ Marge Selby တို့ဟာထိလက်မှတ်တွေဝယ်ဖို့သူတို့ရဲ့ပြစ်ကတ်ကားလေးနဲ့ဆိုင်တစ်ဆိုင်ကိုမောင်းနှင်လာခဲ့ပါတယ်။သူတို့ဟာပြည်နယ်ထီရဲ့ရလက်ကိုခံမှန်းနိုင်ပြီးတေချာပေါက်နီးပါးအနိုင်ရစေမဲ့တင်ချပိုင်းဆိုင်ရာအားနည်းချက်တစ်ခုကိုရှာဖွေတွေ့ရှိထားတာပဲဖြစ်ပါတယ်။ဒါပေမဲ့သူတို့ရဲ့ဇလန်ကဒီကနေစတင်တာတော့မဟုတ်ပါဘူး။တေးလေးစောပြီးစတင်ခဲ့တာပါ။မနက်ခင်းတစ်ခုမှာ Jerry တယောက်အထက်တန်းကျောင်းသားဘဝကလေးကအလုပ်လုပ်လာတဲ့ပြောင်းမှုဆန်ဆက်ယုံကိုသွားဖို့အယုံမတက်ခင်ကလေးကနိုးထလာခဲ့ပါတယ်။ဒါမှလည်းဒီနေ့ကတော့ထူးခြားနေပြီးသူ့ရဲ့နောက်ဆုံးနေ့ဖြစ်နိုင်တယ်လို့သူတန်တရားဝင်နေခဲ့ပါတယ်။ဒါရိုက်တာပုတ်ဖွဲ့ရှိမှာမတ်တက်ရရင်သူ့ရဲ့အသက်အရွယ်ကြီးရင်နေပေမဲ့ထက်မြက်တဲ့ဉာဏ်ရည်ဉာဏ်သွေးနဲ့ကိန်းကနန်းတွေပေါ်ကျွမ်းကျင်မှုကသူ့ကိုတန်ဖိုးရှိစေဆဲဖြစ်ကြောင်းသူတာဝန်ယူထားတဲ့ထုတ်လုပ်မှုလိုင်းပိတ်သိမ်းသွားပေမဲ့လည်းအသုံးဝင်သေးကြောင်းရှင်းပြနေခဲ့ပါတယ်။သူတို့ကတော့သူအငိမ့်စားယူဖို့အချိန်တန်ပြီးဖြစ်ကြောင်းကိုပဲရင်ရင်ကြည်ကြည်သတိပေးခဲ့ပြီးသူတာဝန်ကျေပွန်ခဲ့ပြီးဖြစ်ကြောင်းနဲ့ဒါဟာသူ့ရဲ့ရွှေရောင်လွှမ်းတဲ့နှစ်တွေဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ဒီလိုနဲ့ပဲ Jerry ဟာတရားဝင်ငိမ့်စားယူလိုက်ရပါတော့တယ်။အရင်ညမှာ Jerry နဲ့သူ့ဇနီး Marge တို့ဟာသားသမီးတွေဖြစ်တဲ့ Doug နဲ့ Dawn အပြင်တငယ်ချင်းတွေဖြစ်တဲ့ Howard နဲ့ Charlie တို့နဲ့အတူအငိမ့်စားယူခြင်းအထိမ်းအမှတ်ဖြစ်ညစာစားပွဲလေးတစ်ခုကျင်းပခဲ့ပါတယ်။စူတောင်းစကားပြောပြီးနောက် Howard နဲ့ Charlie တို့ကအိမ်ချမ်းမြေအလုပ်ကိုဝင်လုပ်ဖို့အကြံပြုပေမဲ့ Jerry ကတော့အိမ်မှာပဲနေပြီး Marge ကိုအိမ်မှုကိစ္စတွေကူညီပေးမယ်လို့ညင်းဆိုခဲ့ပါတယ်။ဒေါက်တာအခါကျင်းငွေပေးမယ်ဆိုရင်သူ့ရဲ့ဆောက်လုပ်ရေးကုမ္ပဏီမှာအကြံပေးလုပ်ပေးမယ်လို့နောက်ပြောင်ပြောဆိုလိုက်တော့အားလုံးကရီမောသွားခဲ့ကြပါတယ်။မြေးမလေးက Jerry အတွက်လက်ဆောင်တစ်ခုရှိတယ်လို့ကြေညာလိုက်တဲ့အခါမှာတော့ပျော်ရွှင်စရာအငွေ့အသက်တွေပိုပြီးလွှမ်းခြုံသွားခဲ့ပြီးအငိမ့်စားလက်ဆောင်အဖြစ်တောက်ပနေတဲ့ငါးဖမ်းလေးအသစ်ဆက်ဆက်လေးတစ်စီးကိုအံ့အားသင့်ဖွယ်ပေးရခဲ့ကြပါတယ်။ Jerry တယောက်အရန်ကိုဝမ်းသာသွားပေမဲ့တခြားသူတွေအိမ်ထဲပြန်ဝင်သွားတဲ့အချိန်မှာတော့အလုပ်ဝတ်စုံတွေကိုသာအမြဲဝတ်ဆင်ခဲ့တာကြောင့်ငါးဖမ်းဖို့တင့်တော်တဲ့အဝတ်စားတောင်မရှိဘူးလို့ Marge ကိုတိုးတိုးလေးဝန်ခံခဲ့ပါတယ်။ Marge ကတော့ဒါကိုဖြေရှင်းလို့ရပါတယ်ဆိုပြီးပြန်လည်နှစ်သိမ့်ပေးခဲ့ပါတယ်။တလားကြာပြီးနောက်မှာတော့လှေလေးဟာခြံထဲကနေတရွေ့မှမရွေသေးပဲရှိနေခဲ့ပြီး Jerry ဟာကော်ဖီနဲ့ဆူဒိုကူပါဟီတီတစ်ခုဝယ်ဖို့ဒေသခံဆိုင်လေးမှာရပ်နားပြီးနောက်သူရဲ့ကာလရှည်စီးရင်ကိုင်တဲ့တငယ်ချင်းဖြစ်သူ Steve စီကိုသွားလည်ခဲ့ပါတယ်။အပြင်မှာဘာလုပ်နေတာလဲလို့မေးလိုက်ပြီးသူရဲ့ရက်ချင်းက10နာရီမှဖြစ်ကြောင်းပြောလိုက်တော့10နာရီလာမယ်လို့ပြောထားတာမဟုတ်ဘူးလားလို့ပြန်မေးလိုက်ပါတယ်။တခြားရက်ချင်းတွေဘာမှမရှိတော့ဘူးလို့ Jerry ကပြောလိုက်တော့သူ့မှာဖောက်တဲ့6ယောက်ရှိတယ်လို့ Steve ကဂုဏ်ယူဝင်ကြွားစွာပြန်ပြောလိုက်ပြီး Jerry ကလည်းခေါင်းငိမ့်လက်ခံလိုက်ပါတယ်။ငွေရေးကြေးရေးအရာဘယ်လိုရက်တည်နေလဲလို့ Jerry ကမေးတဲ့အခါမှာတော့ Steve ကအခု online ခရီးသွားအေဂျင့်အဖြစ်အချိန်ပြည့်အလုပ်လုပ်နေကြောင်းဝန်ခံခဲ့ပါတယ်။သူတို့စီးပွားရေးအကြောင်းစကားစမြည်ပြောကြတဲ့အခါ Steve က Jerry ရဲ့စုဆောင်းငွေဟာ200%လောက်ပဲတိုးလာကြောင်းဖွင့်ပြောပြခဲ့ပါတယ်။စတော့ share ဈေးကွက်မှာယင်းနှိမ့်မြုပ်နှံမှုတိုက်တွန်းခဲ့ပြီး9နှစ်ကျော်အတွင်းမှာငွေနှစ်ဆဖြစ်လာနိုင်တယ်လို့ကတိပေးပြောဆိုခဲ့ပါတယ်။ Jerry ကတော့ညင်းဆိုလိုက်ပြီးအပြင်ကိုထွက်လာခဲ့ပါတယ်။မထွက်ခွာခင် Steve ကသူ့ကိုအငိမ့်စားဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖို့နဲ့လှေလေးကိုယူပြီးအပြင်ထွက်လေဖို့သတိပေးလိုက်ပါတယ်။ဒါနဲ့ပဲ Jerry ဟာနောက်ဆုံးမှာတော့စူးစမ်းကြည့်ဖို့ဆုံးဖြတ်လိုက်ပြီးလှေကိုသူ့ရဲ့ပြစ်ကတ်ကားနဲ့ချိတ်ဆက်ကာမြစ်စီကိုမောင်းနှင်သွားခဲ့ပေမဲ့အရာရာကလျင်မြန်စွာပဲလွဲချော်သွားခဲ့ပါတယ်။ကားဘရိတ်ဆွဲဖို့မေ့သွားတာကြောင့်ကားဟာရေထဲကိုစတင်လှိမ့်ဆင်းသွားခဲ့ပြီးအထိတ်တလန့်နဲ့ကားပေါ်တက်ကရှေ့ကိုမောင်းထွက်လိုက်ပေမဲ့လှေကချိတ်ဆက်ထားစေဆိုတာကိုလုံးဝမေ့သွားခဲ့ပါတယ်။စိတ်ပြည့်ရှက်ရွံ့စွာနဲ့ပဲစိတ်ကိုတည်ငြိမ်အောင်လုပ်ဖို့ကော်ဖီနောက်တစ်ခွက်တောက်ရန်ဆိုင်ကိုပြန်လာခဲ့ပါတယ်။အဲ့ဒီမှာရှိနေတော့ငွေရှင်းကောင်တာကဝန်ထမ်းဟာဖောက်တဲ့တယောက်ကို windfall လို့ခေါ်တဲ့ခီဂိမ်းရဲ့စီးမြင့်တွေကိုရှင်းပြနေတာကိုကြားလိုက်ရပါတယ်။ roll down ဆိုတာဘာလဲလို့ဖောက်တဲ့ကမေးလိုက်တဲ့အခါစုချင်းငွေ2 သန်းပြည့်သွားပြီးကနန်း6လုံးတိုက်ဆိုင်သူမရှိတဲ့အခါမျိုးမှာအဲ့ဒီစုချင်းငွေအားလုံးကကနန်း3လုံးဒါမှမဟုတ်4လုံးတိုက်ဆိုင်သူတွေစီကိုရှော့ဆင်းသွားတာဖြစ်ကြောင်းရှင်းပြလိုက်ပြီးပေါင်နှံရေပိုများသွားတာလို့ဆိုပါတယ်။ Jerry ဟာထိုင်ချလိုက်ပြီးစပွဲပေါ်က windfall လက်ကမ်းစာဆောင်တွေကိုသတိပြုမိသွားကစီးမြင့်တွေကိုတေချာဂရုတစိုက်ဖတ်ရှုလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတခုခုကိုသဘောပေါက်သွားပြီးသူ့ရဲ့တင်ချအာယုံခံစားမှုတွေနိုးကြလာကလက်တော့ပူဝါပေါ်မှာတွက်ချက်မှုတွေကိုချရေးရင်းဒီဂိမ်းမှာအားနည်းချက်တစ်ခုရှိနေတယ်ဆိုတာကိုသိရှိသွားခဲ့ပါတယ်။အထူး roll down သတင်းပတ်တွေမှာစုချင်းငွေဟာကနန်းတိုက်ဆိုင်မှုနည်းတဲ့ကစားသမားတွေကြားမှာခွဲဝေပေးတာဖြစ်တာကြောင့်မှန်ကန်တဲ့ view ဟာကိုသာသုံးမယ်ဆိုရင်အမျက်ငွေကိုတေချာပေါက်ရနိုင်တယ်ဆိုတာကိုတွေ့ရှိသွားခဲ့ပါတယ်။စိတ်လှုပ်ရှားစွာနဲ့ပဲ Jerry ဟာသူ့ရဲ့တွေးရှိချက်ကိုမျှဝေဖို့ Steve စီကိုအပြေးလွှားသွားခဲ့ပြီး roll down သတင်းပတ်တွေမှာဒီလက်မှတ်အများအပြားဝယ်ယူခြင်းကကနန်း3လုံးဒါမှမဟုတ်4လုံးတိုက်ဆိုင်ပြီးပုံမှန်အနိုင်ရနိုင်ကြောင်းရှင်းပြခဲ့ပါတယ်။တင်ချာနီးရတွက်ကြည့်ရင်တေချာပေါက်အကျိုးမြတ်ရှိနေပြီးအစိုးရဘက်ကဒီချက်ကိုမမြင်ခဲ့တာလို့ပြောလိုက်တဲ့အခါ Steve ကဒီစာရွက်ပေါ်ကအရာတွေကိုနားမလည်ကြောင်းနဲ့ယူနေတဲ့သူတယောက်အချင်းခန်းနိုင်ရမှာရေးဆွဲထားတဲ့ကဏ္ဍတွေနဲ့တူနေတယ်လို့ဆိုပါတယ်။ roll down သတင်းပတ်တွေမှာတေချာပေါက်ထီပေါက်မယ်ဆိုတဲ့အဓိပ္ပာယ်လို့ Jerry ကထပ်ရှင်းပြတော့အဲ့ဒါမဖြစ်နိုင်ဘူးလို့ Steve ကညင်းဆိုလိုက်ပါတယ်။ဘာလို့မဖြစ်နိုင်ရမှာလဲလို့မေးလိုက်တော့ဘာလို့လဲဆိုတော့ဒါကထီဖြစ်နေလို့ပဲဆိုပြီးပြန်ဖြေလိုက်က Detroit မှာကဏ္ဍတွေဘယ်လိုလုပ်လဲဆိုတာကိုသိဖို့အလုပ်လုပ်နေတဲ့လူအုပ်ကြီးရှိတယ်လို့ဆိုပါတယ်။မင်းကိုငါရဲ့စည်ရင်ကန်ဖြစ်တယ်ဆိုတာတော့မယုံနိုင်ဘူးလို့ Jerry ကပြောလိုက်တဲ့အခါ
အချိန်ပိုင်းစရင်းကင်ဖြစ်ပြီးအချိန်ပြည့် online ခီးသွား agent လို့ Steve ကရည်စရာလုပ်ပြီးပြန်ပြောလိုက်ပါတယ်။ Jerry ဟာဘဏ်ကိုတိုက်ရိုက်သွားပြီးငွေစရင်းကင်မင်းတီစီကနေဒေါ်လာ2000ထုတ်ယူခဲ့ပါတယ်။သူ့ရဲ့တွက်ချက်မှုတွေကိုယုံကြည်မှုရှိရှိနဲ့ပဲရက်အနည်းငယ်အတွင်းအနည်းဆုံး20%အမျက်နဲ့ပြန်လာခဲ့မယ်လို့ကတိပေးခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ Jerry ဟာဒေသခံဆိုင်တစ်ဆိုင်ကိုသွားပြီးဒေါ်လာ2000ဘိုးရှိတဲ့ windfall လက်မှတ်တွေကိုဝယ်ယူခဲ့ပါတယ်။အဲ့ဒီညမှာတော့သူဟာ TV ရှေ့မှာထိုင်ပြီးထီပေါက်စင်ထွက်လာတာကိုကြည့်ကကနန်းတွေကိုတိတ်တဆိတ်လိုက်မှတ်နေခဲ့ပါတယ်။မာဂျယ်အခန်းထဲဝင်လာတဲ့အခါမှာတော့သူကမတ်စုစာအုပ်ကိုအမြန်ပိတ်လိုက်ပြီးဂယုမဆိုင်သလိုဟန်ဆောင်နေခဲ့ပြီးဘာလို့နေတာလဲလို့သူမကမေးတဲ့အခါဂျယ်ရီကအေးအေးဆေးဆေးအနားယူနေတာလို့အနေခက်စွာနဲ့ပြန်ဖြေလိုက်ပါတယ်။ရုပ်ရှင်အတူတူကြည့်ရအောင်လို့မတ်ကအကြံပြုပေမဲ့ဂျယ်ရီကတော့အရေးကြီးတာတစ်ခုခုကိုကြည့်နေတယ်လို့ပြောဆိုရင်းမတင်ကားစရာကောင်းအောင်ဆက်လက်ပြုမှုနေခဲ့ပါတယ်။ဒါကိုကြည့်နေတာလားလို့မတ်ကမေးလိုက်တဲ့အခါမကြည့်ပါဘူးလို့ညင်းဆိုလိုက်ပြီးထီထွက်တာကိုဘာလို့ကြည့်နေတာလဲလို့သူမကမေးလိုက်တဲ့အချိန်မှာတော့ TV ကိုချက်ချင်းပဲပိတ်ပစ်လိုက်ပါတယ်။သူမထွက်သွားတာနဲ့တပြိုင်နက် TV ကိုပြန်ဖွင့်ပြီးကဏ္ဍတွေကိုဆက်လက်မှတ်သားနေခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ Jerry ဟာကော်ဖီဆိုင်တစ်ခုမှာထိုင်ပြီးသူ့ရဲ့ထီလက်မှတ်တွေကိုစစ်ဆေးနေရင်ဒေါ်လာ329ဒေါ်လာရှုံးသွားတာကိုသိလိုက်ရပါတယ်။အဲဒီညမှာတော့သူနဲ့ Marge တို့ဟာတငယ်ချင်းတွေဖြစ်တဲ့ Howard, Charlie တို့နဲ့အတူဂိမ်းကစားတဲ့ညလေးကိုဖျက်ဆီးခဲ့ကြပေမဲ့ Jerry ကတော့စိတ်ကတခြားကိုရောက်နေခဲ့ပါတယ်။ဒီနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေထဲမှာနေမျောနေပြီးလူတွေသူ့ကိုစကားပြောနေတာကိုတော့မကြတော့ပါဘူး။သူ့နာမည်ကိုလှမ်းခေါ်လိုက်တဲ့အခါမှတတိဝင်လာပြီးစိတ်ကလွင့်နေလုံးလို့သူတို့ကစားနေတဲ့ရိုးရှင်းတဲ့ဖဲကင်းရဲ့စီးမြင်တွေကိုတောင်ရောနှောသွားခဲ့ပါတယ်။ကိုလာအောက်စ်လို့သူကអော်လိုက်တဲ့အခါသူတို့ကစားနေတာဂျင်ဖဲကင်းဖြစ်တယ်လို့တငယ်ချင်းတွေကပြန်ပြောပြရပါတယ်။ညုံနဲ့လို့တငယ်ချင်းတွေပြန်သွားကြတဲ့အခါမှာတော့မာချ်ကဘာဖြစ်နေတာလဲလို့ညင်သားစွာမေးမြန်းလိုက်ပါတယ်။အငိမ့်စားယူလိုက်ရတာကြောင့်စိတ်သက်ကြနေပြီးရွေချက်တစ်ခုရှိတာကိုလွမ်းဆွမိတယ်လို့ဂျယ်ရီကဝန်ခံလိုက်ပါတယ်။သူတို့နှစ်ယောက်ဝရန်တာမှာအတူထိုင်နေကြရင်မတ်ကဘွားဆိုတာမဆုံးသေးကြောင်းနဲ့ကန်ဆိုးတာတွေရှိသလိုကန်ကောင်းတာတွေလည်းလာတတ်တယ်ဆိုတာကိုသတိပေးကနှစ်သိမ့်ပေးခဲ့ပါတယ်။အဲဒီဆက်တုန်းကဂျယ်ရီကိုချက်ချင်းပဲသတိဝင်သွားစေပြီးပထမအချိန်မှာဘာလို့ရှုံးသွားလဲဆိုတာသူ့ရဲ့ဖော်မြူလာမှာဖြစ်နိုင်ခြေကိုထည့်သွင်းစဉ်းစားဖို့မေးသွားခဲ့တာကိုသူသဘောပေါက်သွားခဲ့ပါတယ်။ကိုတုံးလိုက်တာလို့သူကရေရွတ်လိုက်တဲ့အခါမင်းကိုပြောတာမဟုတ်ဘူး။ငါပြောတာလို့ပြန်ရှင်းပြလိုက်ပြီးဇနီးဖြစ်သူကိုတော့ပါရမီရှင်လေးလို့ချီးကျူးလိုက်ပါတယ်။နောက်တနေ့မနက်မှာတော့စိတ်လှုပ်ရှားမှုတွေအပြည့်နဲ့ဂျယ်ရီဟာဘန်ကိုအပြေးလွှားသွားခဲ့ပြီးအကျွေးစေးလန်တဲ့ဥပမာကိုတောင်အသုံးပြုပြီးဖြစ်နိုင်ခြေအကြိမ်ရေအတွက်ကိုသူဘလို့မှားယွင်းတွက်ချက်ခဲ့တယ်ဆိုတာကိုမင်းဒီကိုရှင်းပြဖို့ကြိုးစားခဲ့ပါတယ်။အကျွေးစေးတစ်စေးကိုအကြိမ်1000လှမ်းမယ်ဆိုရင်ခေါင်းကျနိုင်ခြေ60%ရှိနေနိုင်သေးပေမဲ့ချိန်9000လှမ်းလိုက်မယ်ဆိုရင်တော့ဖြစ်နိုင်ခြေက90%ကိုပုံမနီးကပ်သွားမယ်လို့ရှင်းပြခဲ့ပေမဲ့သူမကတော့လုံးဝကိုနားမလည်နိုင်အောင်ဖြစ်နေခဲ့ပါတယ်။သူကဒေါ်လာ4000ထုတ်ချင်တယ်လို့ပြောပြီးနောက်6000ကိုပြောင်းလိုက်ကနောက်ဆုံးမှာတော့ဒေါ်လာ8000အထိတိုးမြင့်ထုတ်ယူလိုက်ပါတယ်။8000လားလို့အန်အော်တကြီးမေးလိုက်ပြီးတေချာရဲ့လားလို့သူမကထပ်မေးလိုက်ပါတယ်။ဒါဟာသူ့ရဲ့လက်ကျန်ငွေနီးပါးလောက်ရှိနေတာမလို့ပါ။ဝေသားတွေနဲ့အတူသူဟာဆိုင်ကိုပြန်လာပြီး Windfall လက်မှတ်အများပြားကိုဝယ်ယူခဲ့ပါတယ်။နောက်ပိုင်းမှာတော့ Jerry နဲ့ Marge တို့ဟာ Howard, Charlie တို့နဲ့အတူစားတောက်ဆိုင်မှာနေ့လည်စာစားခဲ့ကြပါတယ်။မျိုးကိုအကျွေးတင်သွားစေခဲ့တဲ့အတော်တဆမှုတစ်ခုကြောင့်နှစ်ပေါင်းများစွာဖျက်သိမ်းထားခဲ့ရတဲ့မျိုးရဲ့နှစ်စဉ်ကျင်းပမြဲ Jazz Fest အကြောင်းကိုသူတို့စကားစမြည်ပြောဆိုခဲ့ကြပါတယ်။အဲဒီနောက် Howard ကဒီည roll down ရှိတာကြောင့်ထီလက်မှတ်ဝယ်ချင်လားလို့ပေါ့ပါပဲမေးလိုက်တဲ့အခါ Marge ကသူတို့ဟာထီထိုးတဲ့သူတွေမဟုတ်ဘူးလို့အလင်းမြန်ပဲညင်းဆိုလိုက်တာကြောင့် Jerry တယောက်နေရာခတ်သွားပြီးအမူအရာပြတ်သွားခဲ့ပါတယ်။လူနေတဲ့သူတွေပဲထီလက်မှတ်တွေအတွက်ဒေါ်လာထောင်ချီပြီးသုံးကြတာလို့ Howard ကနောက်ပြောင်လိုက်တဲ့အခါမှာတော့ Jerry ဟာချက်ချင်းပဲအစားအသောက်တီးသွားခဲ့ပါတယ်။မကြာခင်မှာပဲ Jerry ဟာကော်ဖီဆိုင်ကိုပြန်ရောက်လာပြီးသူ့ရဲ့ထီလက်မှတ်တွေကိုပြန်လည်စီစစ်နေခဲ့ပါတယ်။ဒီတစ်ခါမှာတော့သူ့ရဲ့တွက်ချက်မှုမှန်ကန်သွားပြီးဒေါ်လာ1000ခွဲကျော်နိုင်ရသွားတာကိုသူသိလိုက်ရပါတယ်။သူဟာအတန်တိတ်ပဲငွေထုတ်ယူခဲ့ပြီးငွေထုတ်တွေကိုစားတောက်ကုန်ခန်းနဲ့ခိုးဝက်တဲ့ဆောင်သွားကပြောင်းမှုပေါက်ဘူးအဟောင်းတစ်ခုတည်းကိုထည့်သွင်းဝှက်ထားလိုက်ပါတယ်။နောက်တနေ့မှာတော့မိသားစုနဲ့ရင်းနှီးတဲ့တငယ်ချင်းတွေဟာအသားကင်စားဖို့ခြံနောက်ဖေးမှာစုယုံခဲ့ကြပါတယ်။ Jerry ဟာအသားကင်တဲ့အလုပ်ကိုသားဖြစ်သူ Doug စီလွှဲပေးလိုက်ပြီးအိမ်ထဲကိုဝင်သွားခဲ့ပါတယ်။အိမ်ထဲမှာတော့မြေမလေး Lizzie ဟာပြောင်းမှုပေါက်ဘူးကိုကင်ပြီးထွက်လာတာကို Jerry ကတွေ့သွားခဲ့ပြီးသူမကိုတားဆီးလိုက်ကပေါက်တွေကစားမကောင်းတော့ဘူးဖြစ်ပြီးတကြားတွေအများကြီးပါနေတယ်လို့အနေခက်စွာနဲ့လိန်ပြောလိုက်ပါတယ်။ Lizzie ကမယုံပေမဲ့လဲ Jerry ကတော့ဘူးကိုသူမစီကနေရယူနိုင်ခဲ့ပါတယ်။စားတော့ကုန်ခန်းနဲ့အမြန်ဝင်သွားပြီးငွေတွေကိုစီရီယယ်ဘူးထဲပြောင်းထည့်ကပေါက်ဘူးကိုသူမစီပြန်ပေးလိုက်ပါတယ်။အဲ့ဒီညနောက်ပိုင်းမှာတော့မာရှာတန်တရားဝင်နေတဲ့အကြည့်တွေနဲ့သူ့စီကိုချင်းကပ်လာခဲ့ပြီးသူ့ကိုတခုခုပြောပြစရာရှိလားလို့မေးလိုက်တဲ့အခါဘောက်လဲလို့သူကပြန်မေးလိုက်ပါတယ်။စားတော့ကုန်ခန်းအကြောင်းကိုမေးနေတာလို့သူမကပြောလိုက်တော့သူ့ကိုသူမိသွားပြီလို့ထင်ပြီး Jerry ဟာချက်ချင်းပဲအရာအလုံးကိုဝန်ခံလိုက်ပါတော့တယ်။သူထီထိုးနေတယ်ဆိုတဲ့အကြောင်းဖွင့်ပြောပြလိုက်တော့သူမကတော့ Oreo biscuit အိတ်ခုံကိုပြောတာလို့ပြန်ရှင်းပြလိုက်ပါတယ်။ဒီစနစ်ရဲ့အားနည်းချက်ကိုသူဘလို့တွေ့ရှိခဲ့တယ်သူတို့ရဲ့စုဆောင်းငွေတွေကိုသုံးပြီးကစားခဲ့ရကနေနောက်ဆုံးမှာဒေါ်လာ1000ခွဲအနိုင်ရခဲ့တဲ့အကြောင်းတွေကိုရှင်းပြလိုက်ပါတယ်။ဒါကိုကြားတော့ Marge တယောက်အံ့အားသင့်သွားပြီး
ရှင်းပြချက်အပြည့်စုံကိုကြားပြီးနောက် March ရဲ့တုံ့ပြန်မှုကသူ့ကိုအံ့ဩသွားစေခဲ့ပါတယ်။သူမကဆက်ပြီးကစားခြင်းတယ်လို့ပြောလာလို့ပါပဲ။ဒါဟာသူတို့အတူတူအချိန်ဖြုံးပြီးပျော်ရွှင်ရမယ့်အကောင်းဆုံးအခွင့်အရေးပဲလို့သူမကဆိုခဲ့ပါတယ်။ဒီလိုအခိုက်အတန့်မျိုးကိုသူမစောင့်နေခဲ့တာနှစ်40တောင်ရှိပြီဖြစ်ကြောင်းနဲ့သူမပျော်ရွှင်ခြင်းတယ်လို့ရင်ဖွင့်ပြောဆိုခဲ့ပါတယ်။နည်းနည်းလောက်မိုင်မဲကြည့်အောင်လို့ပြောလိုက်ပြီးသူတို့အသက်18နှစ်မှာလက်ထပ်ခဲ့ကြတာမို့မိုင်မဲတဲ့အလုပ်တွေကိုဘယ်လိုလုပ်ရမလဲဆိုတာကောင်းကောင်းသိနေခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ဒေါ်လာ1000ခွဲလုံးကိုထပ်ပြီးရင်းနှီးမြှုပ်နှံဖို့အတွက်သူတို့မျိုးကဆိုင်ကိုသွားခဲ့ကြပေမဲ့ဆိုင်ရငွေရှင်းကော်နာကနေသတင်းစိုးတစ်ခုကိုပြောလာခဲ့ပါတယ်။အဲ့ဒါကတော့သူတို့ပြည်နယ်မှာ Windfall Tea ကိုပိတ်သိမ်းလိုက်ပြီဆိုတဲ့အကြောင်းပါပဲ။အခုသူတို့ထီဆက်ထိုးလို့ရမယ့်တစ်ခုတည်းသောနေရာကတော့ Massachusetts ပြည်နယ်ပဲဖြစ်နေခဲ့ပါတယ်။အဲ့ဒါကြောင့်သူတို့ဟာ Steve စီကိုသွားပြီး Jerry ရဲ့တွက်ချက်မှုတွေကိုပြသခဲ့ကထီဆက်ထိုးဖို့10နာရီလောက်ကားမောင်းသွားရမယ့်အကြောင်းကိုရှင်းပြလိုက်တဲ့အခါ Steve ကလည်းဘာမှတုံ့ဆိုင်မနေပဲသူ့အတွက်ပါဒေါ်လာ1000ဘိုးလောက်ထိုးပေးဖို့ပြောလာခဲ့ပါတယ်။သူပါဒီစီစဉ်မှာပါဝင်ခြင်းတယ်လို့ပြောလာခဲ့တာမို့ Jerry ကတေချာရဲ့လားလို့မေးလိုက်ပေမဲ့တေချာတော့မတေချာပေမဲ့ဘာဖြစ်လဲဆိုပြီးသူ့အတွက်ပါဒေါ်လာ1000ဘိုးလောက်ထည့်ပေးဖို့သွားမဲ့အပျော်စီးတင်ပေါ်ခီးစဉ်ကိုတောင်ဖျက်လိုက်ပြီလို့ပြောခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ Jerry နိုးလာတဲ့အခါခုတင်ပေါ်မှာဘသူမှမရှိတာကိုတွေ့လိုက်ရပြီး March ကတော့အဝယ်စားတွေလဲပြီး3ရက်စာခီးစဉ်အတွက်လိုအပ်မဲ့မုန်းတွေအစားအသောက်တွေကိုထုတ်ပိုးနေခဲ့ပါတယ်။သူမက Jerry ကိုတစ်တာတွေတဲခိုင်းလိုက်ပြီး Jerry တယောက်အဝယ်စားတောင်တေချာမလဲရသေးပဲခီးစထွက်လာခဲ့ရပါတယ်။ Massachusetts ကိုမောင်းသွားတဲ့လမ်းတစ်လျှောက် March ထုတ်ပိုးလာတဲ့မုန်းတွေကိုစားရင်းနဲ့ဒီစွန်စားကန်းလေးကိုသူတို့နှစ်ယောက်အတူတူခန်းစားနေခဲ့ကြပါတယ်။နိုင်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့ Windfall Tea ဆက်ရှိတဲ့ဓာတ်ဆီဆိုင်တစ်ဆိုင်ကိုရောက်ရှိသွားခဲ့ပြီးဆိုင်ထဲမှာဆိုင်ရှင်ဘေးနဲ့တွေ့တဲ့အခါဒေါ်လာ16000ဘိုးရှိတဲ့ထီလက်မှတ်8000ကိုဝယ်ခြင်းတယ်လို့ပြောလိုက်ပါတယ်။ဘေးလုံးကကလေးတယောက်ကိုအရင်ပတ်စံရှင်းပေးလိုက်ပြီးထီဆက်ကတနာရီကိုလက်မှတ်1000ပဲထုတ်ပေးနိုင်တာမို့အချိန်8နာရီအပြည့်ယူရလိမ့်မယ်လို့ပြောပြခဲ့ပါတယ်။ March ကအဆင်ပြေပါတယ်လို့ပြောလိုက်တာကြောင့် Bill ကလည်းသူတို့ကိုထီဆက်ကိုယ်တိုင်နှိပ်ဖို့ခွင့်ပြုပေးလိုက်ပါတယ်။အဲ့ဒီညနေမှာတော့သူတို့ဟာမိုတယ်တစ်ခုမှာတဲခိုခဲ့ကြပြီးအဲ့ဒီကအငွေအသက်တွေကသူတို့ရဲ့ prom ညနဲ့ honeymoon ခရီးစဉ်တွေကိုပြန်သတိရစေခဲ့ပါတယ်။ Windfall ထီထွက်တဲ့အချိန်မှာတော့ TV ဖွင့်ပြီးပေါက်ကနန်းတွေကိုခြာရေးကထီလက်မှတ်တွေကိုတရွက်ချင်းစီလိုက်တိုက်ရတဲ့ရှည်လျားတဲ့လုပ်ငန်းစဉ်ကြီးကိုစတင်ခဲ့ပါတယ်။တညလုံးထိုင်တိုက်ခဲ့ကြပြီးမနက်မိုးလင်းမှာပဲအားလုံးပြီးစီးသွားခဲ့ပါတယ်။ Jerry ကသူတို့ရဲ့စုစုပေါင်းငွေကိုတွက်ချက်လိုက်တဲ့အခါထီစုငွေဒေါ်လာ2100ပေါက်ခဲ့တာမို့အမျက်ငွေဒေါ်လာ9000ရရှိခဲ့ပါတယ်။ Jerry ဟာ Massachusetts ထီယုံမှာအနိုင်ရတဲ့စုငွေတွေကိုတွားရောက်ထုတ်ယူခဲ့ပြီးကားစီကိုပြန်ရောက်တဲ့အခါသူယုံထဲကိုဝင်သွားတော့ကအချက်ပေးတန်တွေမြည်လာမလားလို့ထင်နေခဲ့ပေမဲ့ဝန်ထမ်းတွေကဂုံပြူစကားပဲပြောခဲ့ကြတယ်ဆိုပြီးနောက်ပြောင်နေခဲ့ပါတယ်။ March ကလည်းအယမ်းဝမ်းသာသွားပြီးဒီအားနည်းချက်ကိုသူတို့ပဲသိတာလားလို့တွေးတောနေခဲ့ပါတယ်။ Harvard တက္ကသိုလ်ဘက်ကိုပြောင်းကြည့်ရရင်အဆောင်ခန်းတစ်ခန်းထဲမှာတိုင်လာလို့ခေါ်တဲ့ကျောင်းသားတစ်ယောက်ဟာလက်တော်ရှိမှထီပေါက်နိုင်ခြင်းနဲ့ပတ်သက်တဲ့သူတေသန project တစ်ခုကိုလုပ်နေခဲ့ပါတယ်။သူ့အခန်းဖော်ကဒီအကြောင်းအရာကအဓိပ္ပာယ်မရှိဘူးလို့ထင်နေပေမဲ့တိုင်လာကတော့ဒါကသူ့ကိုအမှတ်ပြီးရစေနိုင်တယ်လို့အခိုင်အမာပြောနေခဲ့ပါတယ်။အခန်းပေါ်ထွက်သွားတဲ့အခါတိုင်လာဟာသူဒေသနာအတွက်သူဝယ်ထားတဲ့ထီလက်မှတ်တွေကိုလိုက်ကြည့်နေခဲ့ပြီး Windfall ထီလက်မှတ်ကိုကောက်ကင်ပြီးနောက်ကျောကိုလှန်ကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့စူးစမ်းကျင်စိတ်တွေမြင့်တက်လာခဲ့ပါတယ်။သူဟာဂိမ်းရဲ့စီးမြင့်တွေကိုစည်ရင်းစရားထဲမှာရိုက်ထည့်ပြီးသူ့ဘာသာသူတွက်ချက်မှုတွေစတင်လှုပ်ဆောင်ပါတော့တယ်။အိမ်ပြန်လာတဲ့လမ်းမှာတော့ March က Jerry ကိုကားခဏရပ်ဖို့ရုတ်တရက်ပြောလိုက်ပြီး Jerry ကလည်းကားကိုရပ်ကနှစ်ယောက်သားကားပေါ်ကနေဆင်းလာခဲ့ကြပါတယ်။ March ကသူတို့ဒီမျိုးလေးမှာအနှစ်40လောက်နေထိုင်ခဲ့တာကအကြောင်းပြချက်တစ်ခုခုရှိလို့ဖြစ်မယ်လို့ပြောလိုက်ပြီးဒီကိစ္စကအဲ့ဒီအကြောင်းပြချက်ပဲဖြစ်နိုင်တယ်လို့ပြောခဲ့ပါတယ်။ Jerry ကသူတို့ပတ်စံများများထိုးလေလေပေါက်နိုင်ချေပိုများလေလေလို့ပြောခဲ့တာကြောင့်သူတို့မျိုးကလူတွေကိုပါခေါ်ပြီးလူတိုင်းဒီအားနည်းချက်ကနေအကျိုးမြတ်ရစေဖို့ March ကအကြံပြုလာခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ Jerry နဲ့ March ဟာ Steve နဲ့ထပ်တွေ့ခဲ့ပြီးသူတို့ကိုယ်ပိုင် corporation တစ်ခုကိုစတင်ခြင်းတယ်လို့ပြောလိုက်ကမျိုးတစ်ခုလုံးကအစုရှယ်ယာတွေဝယ်ယူနိုင်ပြီးရင်းနှီးမြှုပ်နှံမှုတွေတိုးလာတာနဲ့အမျှသူတို့ရဲ့အမျက်ငွေတွေကိုပါတိုးမြင့်နိုင်မယ်လို့ရှင်းပြခဲ့ပါတယ်။ Steve ကလည်းဒီအကြံကိုသဘောကျတာမို့သူကိုယ်တိုင်ရှယ်ယာတွေထပ်ဝယ်ခဲ့ပြီးကုမ္ပဏီတည်ထောင်ဖို့ကူညီပေးခဲ့ပါတယ်။မကြာခင်မှာပဲ Jerry ဟာသူ့တငယ်ချင်းတွေနဲ့မြို့ခံတွေကိုစားတောက်ဆိုင်မှာစုဝေးစေခဲ့ပြီးသူတို့ရဲ့လုပ်ငန်းသစ်အကြောင်းကိုရှင်းပြနေခဲ့ပါတယ်။ကုမ္ပဏီကို GS Investment Strategies လို့တရားဝင်မှတ်ပုံတင်ထားပြီးရှယ်ယာတစုကိုဒေါ်လာ900ကျသင့်မယ်လို့ Jerry ကရှင်းပြလိုက်ပါတယ်။အဲဒီအခါမြို့ခံတယောက်ဖြစ်တဲ့ Rush ကပတ်စံသိမ့်မရှိတာမို့ငွေသားအစားတခြားပစ္စည်းတစ်ခုခုနဲ့ထည့်ဝင်လို့ရမရမေးလာခဲ့ပြီးပါဝင်ခြင်းပေမဲ့ဘေးတွေမဆောင်ရသေးလို့ရှယ်ယာဝယ်ဖို့ပတ်စံမလောက်ရင်ဘယ်လိုလုပ်မလဲလို့မေးလိုက်ပါတယ်။တခြားပေးချေမှုပုံစံတွေကိုရောလက်ခံပါသလားလို့မေးလာတဲ့အခါနောက်အခန်းမှာတော့ Jerry ဟာကားနောက်ခန်းမှာလေးဘိတ်တက်ဆိုင်ကယ်တစ်စီးတင်လာတာကိုတွေ့လိုက်ရပြီးအဲ့ဒါကတော့ Rush ပေးလိုက်တဲ့အစားထိုးပစ္စည်းပဲဖြစ်နေခဲ့ပါတယ်။ March ကလည်းဒီအကြံကိုသူတို့တငယ်ချင်းတွေဖြစ်တဲ့ Howard နဲ့ Charlie တို့ကိုပြောပြလိုက်တဲ့အခါသူတို့လည်းအရန်စိတ်လှုပ်ရှားသွားပြီးချက်ချင်းပါဝင်လာခဲ့ကြပါတယ်။ Howard ကဒါမျိုးကရာဇဝတ်မှုမြောက်သလားလို့မေးလာပေမဲ့ရာဇဝတ်မှုမမြောက်ကြောင်းနဲ့ရရှိလာတဲ့အနိုင်ရငွေတွေအကုန်လုံးအတွက်အခွန်ဆောင်မှာဖြစ်ပြီးကုန်ကျစရိတ်တွေကိုလည်းတောင်းခံသွားမယ်လို့ရှင်းပြလိုက်ပါတယ်။ Jerry ကဒါတွေအကုန်လုံးကိုတေချာတွက်ချက်ထားပြီးသားဖြစ်ပါတယ်။အဲဒီနောက် Jerry ဟာသူတို့သမီး Dawn စီကိုဖုန်းဆက်လိုက်ပြီး
သမီးဖြစ်သူကလည်းဘာမှရှင်းပြစရာမလိုပဲချက်ချင်းပါဝင်လာခဲ့ပါတယ်။ဒါပေမဲ့ Jerry ဟာသားဖြစ်သူ Doc စီကိုတွားရောက်ပြောပြတဲ့အခါမှာတော့ Doc ကလက်မခံပဲပါဝင်ဖို့ညှင်းဆန်ခဲ့ပါတယ်။ Doc ဟာသူ့ကိုဘယ်တော့မှနားမလည်ပေးတဲ့ဖခင်အပေါ်ကိုအညှိုးထားနေတာအထင်ရှားပါပဲ။ Jerry ကဒါဟာတင်ချာတွက်ချက်မှုတသက်ပဲလို့ပြောပေမဲ့ Doc ကတော့အဖေအတွက်အမြဲတမ်းတင်ချာတသက်ဖြစ်နေတာပဲလို့ပြန်ပြောခဲ့ပါတယ်။အရင်တုန်းကလည်းအကျွေးစေး9လိပ်မှာကျွဲရုပ်ပါတဲ့အကျွေးစေးတစ်စိပါနိုင်တယ်လို့တွက်ချက်ပြီးအကျွေးစေးတွေထဲမှာလိုက်ရှာနေတာနဲ့တူတူပဲလို့ပြောလာပြီး Jerry ကအဲ့တုန်းကဒေါ်လာ600ရခဲ့တယ်လို့ပြောလိုက်တဲ့အခါ Doc ကသူ့အသက်12နှစ်တုန်းကပိတ်ရက်တိုင်းတစ်လလုံးလုံးအကျွေးစေးတွေထိုင်ရွေးနေခဲ့ရတယ်လို့ပြန်ပြောခဲ့ပါတယ်။ Jerry ကအဲ့ဒါပျော်စရာကောင်းတယ်လို့ပြောပေမဲ့ Doc ကတော့အဲ့ဒီအစားဘောလုံးကန်တာဖြစ်ဖြစ်လောက်ရရင်ပိုကောင်းမှာပဲလို့ပြောလာခဲ့ပါတယ်။ Doc ထွက်သွားပြီးနောက်မှာတော့မြေမာလီလေးစီကသူမကိုပါအစုရှယ်ယာထဲထည့်ပေးဖို့ Jerry ကိုတောင်းဆိုလာပြီးအဖိုးရဲ့လုပ်ငန်းမှာသူမလည်းပါဝင်ခြင်းတယ်လို့ပြောလာခဲ့ပါတယ်။ Jerry ကသူမကိုလိုဂိုဆွဲတာဘလို့နေလဲလို့မေးလိုက်တဲ့အခါကောင်းတယ်လို့ဖြေလိုက်တာမို့ဒီနားလာပြီးအဖိုးကိုပြပါအောင်ဆိုပြီးခေါ်လိုက်ပါတော့တယ်။နောက်တော့သူတို့ဇနီးမောင်နှံဟာ Massachusetts မှာရှိတဲ့ Bill ရဲ့ Liquor Hut ဆိုင်ကိုပြန်သွားခဲ့ကြပြီး Bill ကိုဒေါ်လာ4000ဖို့ရှိတဲ့ Windfall တီလက်မှတ်တွေထုတ်ချင်တယ်လို့ပြောလိုက်ပါတယ်။ Bill လည်းအံ့ဩသွားပြီးခင်ဗျားတို့ကမူရစ်စီရောင်းတဲ့သူတွေလားလို့နောက်ပြောင်ပြီးမေးလိုက်တဲ့အခါသူတို့က professional ထီထိုးတဲ့သူတွေဖြစ်တယ်လို့ပြန်ဖြေခဲ့ပါတယ်။ Bill ကဒီလောက်များတဲ့လက်မှတ်တွေကိုထုတ်ဖို့တညလုံးအချိန်ယူရမှာဖြစ်ပြီးသူကဆိုင်ပိတ်ကတငယ်ချင်းတွေနဲ့သွားတွေ့စရာရှိတယ်လို့ရှင်းပြလိုက်ပါတယ်။အဲ့ဒီခါ Jerry ကအတူအလုပ်လုပ်ဖို့ကမ်းလှမ်းလိုက်ပြီးလေစိဆွဲပေးထားတဲ့ logo ကို Bill ကိုပြက GSIS ကုမ္ပဏီအကြောင်းမိတ်ဆက်ပေးလိုက်ပါတယ်။ Bill ကလည်းသူပါဝင်ခြင်းကြောင်းပြောလာပြီးသူ့ဘာပါလို့ရမလားလို့မေးလာခဲ့ပါတယ်။ Jerry နဲ့ Marge တို့အထီလက်မှတ်တွေစားထုတ်နေချိန်မှာတော့ Bill ဟာအပြင်ဘက်မှာသူ့တငယ်ချင်းတွေကိုရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းအကြောင်းပြောပြနေခဲ့ပြီးသူတို့ထဲက2ယောက်ကအဲ့ဒီနေရာမှာတင်ချက်ချင်းလက်မှတ်ရေးထိုးဖို့သဘောတူလိုက်ကြပါတယ်။ထီလက်မှတ်တွေထုတ်ပြီးသွားပြီလို့ထင်နေချိန်မှာပဲ Bill ကရှယ်ယာရှင်2ယောက်ထပ်ရလာပြီလို့လာပြောတာကြောင့်သူတို့ဇနီးမောင်နှံဟာအဲ့ဒီ2ယောက်အတွက်ပါထီလက်မှတ်တွေထပ်ထုတ်ပေးလိုက်ရပါတယ်။အဲ့ဒီညနောက်ပိုင်းမှာတော့ Jerry နဲ့ Marge တို့မိုတယ်ကိုပြန်ရောက်လာကြပြီး Windfall ထီထွက်တာကိုကြည့်ပြီးကနန်းတွေမှတ်သားပြီးတဲ့နောက်လက်မှတ်တွေစတိုက်ဖို့ကော်ဖီတောက်ရအောင်လို့ Jerry ကအကြံပြုလိုက်ပေမဲ့ Marge ကသူ့ကိုဆွဲဆောင်မှုရှိတဲ့အကြည့်နဲ့ကြီးကမနှက်မှပဲလောက်ကြရအောင်လို့ပြောလိုက်တဲ့အခါ Jerry လည်းသဘောပေါက်သွားပါတော့တယ်။နောက်တနေ့မနက်အိယာထဲမှာရှိနေတော့အခန်းတကားကိုကျဲလောင်စွာခောက်တံကြားလိုက်ရပြီး Jerry သွားဖွင့်လိုက်တဲ့အခါအရန်ကိုစိတ်လှုပ်ရှားနေတဲ့ Bill ကိုတွေ့လိုက်ရပါတယ်။သူတို့ဘာသာသူတို့ထီလက်မှတ်တွေကိုတိုက်စစ်စရာမလိုတော့ကြောင်း Bill ကပြောလာပြီးထီယုံကနေဆိုင်မှာဝယ်သွားတဲ့ထီလက်မှတ်တွေကပေါင်မဲစင်းကိုစိုင်းစီကိုပို့ပေးခဲ့တာဖြစ်ပါတယ်။စုစုပေါင်းပေါင်ငွေကတော့ဒေါ်လာ8200ဖြစ်ပြီးဆိုင်ကထုတ်သမျှထီလက်မှတ်တွေကို Jerry နဲ့ Marge တို့ကပဲဝယ်ခဲ့တာမို့စုငွေအလုံးကသူတို့ပိုင်ဖြစ်သွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ Boston မြို့ကသတင်းအယ်ဒီတာတယောက်ဟာသူ့ရဲ့ထီသတင်းထောက်ကိုလူစိတ်ဝင်စားမှုများမဲ့သတင်းကြီးတစ်ခုရှာဖို့ဖိအားပေးနေခဲ့ပြီးအဲ့ဒီသတင်းက click တွေအများကြီးရပြီးကုမ္ပဏီကျဆင်းနေတာကိုကယ်တင်နိုင်မဲ့သတင်းမျိုးဖြစ်ရမယ်လို့ပြောနေခဲ့ပါတယ်။ Albert မြို့ကိုပြန်ကြည့်ရရင် Selby ဇနီးမောင်နှံဟာ roll down ဖြစ်တိုင်းထိုးကြေးတွေကိုတိုးမြင့်လာခဲ့ပြီးအနိုင်ရငွေတွေကလည်းဇက်တိုက်တိုးပွားလာခဲ့ပါတယ်။စာရင်းစစ်တွေလာစစ်တဲ့အခါအထောက်အထားပြနိုင်ဖို့သူတို့ဝယ်ခဲ့သမျှထီလက်မှတ်အားလုံးကိုကားကိုယ်တောင်ထဲမှာတင်စီထားခဲ့ကြပါတယ်။မြို့ကန်တွေအားလုံးပါဝင်လာကြပြီးဒီဇနီးမောင်နှံရဲ့စီးပွားရေးလုပ်ငန်းသစ်လေးကလူတိုင်းအောင်ပွဲခံရတဲ့အရာတစ်ခုဖြစ်လာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ Harvard က Tyler ဟာ Windflow လို့နာမည်ပေးထားတဲ့သူ့ရဲ့သုတေသန project ကိုအပြီးသတ်နိုင်ခဲ့ပြီးသူ့အခန်းဖော်ကလည်းဒီတွေ့ရှိချက်ကိုအံ့ဩသွားကဒါတကယ်ပဲလားလို့မေးလာတဲ့အခါTyler ကသူ simulation တွေနဲ့စမ်းသပ်ကြည့်ပြီးဖြစ်ကဒီဗျူဟာကတကယ်အလုပ်ဖြစ်တယ်လို့အတည်ပြုပေးခဲ့ပါတယ်။ဟိုကြုံနေရတဲ့တခုတည်းသောပြဿနာကတော့ထီထိုးဖို့အတွက်အနည်းဆုံးဒေါ်လာ1000လောက်ရှာရမယ့်ကိစ္စပဲဖြစ်နေပါတယ်။သူ့အခန်းဖော်ကအဖေဖြစ်သူစီကတောင်းဖို့အကြံပြုပေမဲ့ Tyler ကညှင်းဆန်ခဲ့ပြီးအဲ့ဒီညမှာပဲအဆောင်တစ်ခုလုံးကိုစုဝေးစေခဲ့ကအခွင့်အရေးကိုအရယူဖို့အတွက်စိတ်အားထက်သန်ပွဲမိန့်ခွန်းတစ်ခုကိုပြောကြားခဲ့ပါတယ်။ဒီစနစ်ရဲ့အားနည်းချက်ကိုသူကဖွင့်ဟပြောပြလိုက်ပေမဲ့အများကြီးထိုးနိုင်မှရမယ်လို့ပြောခဲ့ပါတယ်။အဲ့ဒါကြောင့်ចောင်းသုံးပစ္စည်းတွေဝယ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့မိဘတွေစီကနေပတ်စံတောင်းကြဖို့အားလုံးကိုပြောလိုက်ပြီးနံပါတ်တွေထပ်မနေအောင်ထီလက်မှတ်အဆောင်300လောက်ကိုအားလုံးဝိုင်းဖြည့်ပေးဖို့လိုအပ်တယ်လို့ပြောလိုက်တဲ့အခါသူကိုယ်တိုင်ရောမဖြည့်ဘူးလားလို့မေးလာကြပေမဲ့သူကခေါင်းဆောင်ဖြစ်တာမို့ဖြည့်စရာမလိုဘူးလို့ပြန်ဖြေခဲ့ပါတယ်။ Eva မြို့ကိုပြန်ကြည့်ရရင်မတော်တဆမှုတစ်ခုကြောင့်မပိတ်သိမ်းခင်ကမြို့ရဲ့နှစ်စဉ် Jazz ဂီတပွဲတော်ကျင်းပလေးရှိတဲ့ဟောင်းနှန်းနေပြီဖြစ်တဲ့ကစားရုံကို Shirley နဲ့ Howard တို့ကဓာတ်ကိုပြသခဲ့ပြီးဒီပေါငွေတွေနဲ့အဲ့ဒီနေရာကိုပြန်လဲပြင်ဆင်ခြင်းတယ်လို့ပြောပြခဲ့ပါတယ်။နောက်တော့ဓာတ်ခါ Jerry စီကိုလာလဲပြီးကားကိုယ်တောင်တွေကထီလက်မှတ်အပုံလိုက်ကြီးကိုကူညီစီစဉ်ပေးနေရင်အခွင့်ရုံကလာစစ်ဆေးရင်ပြနိုင်အောင်ရှုံးသွားတဲ့ထီလက်မှတ်တိုင်းကိုတင်ထားရမယ်လို့ Jerry ကရှင်းပြနေခဲ့ပါတယ်။အဲ့ဒီနောက်ဓာတ်ကစားရုံကိုပြန်လဲပြင်ဆင်ဖို့သူတို့အဖွဲ့ကသူ့ကိုငှားရမ်းထားတယ်လို့ပြောပြလိုက်တဲ့အခါ Jerry ကအစကတည်းကဓာတ်ကိုရှယ်ယာရှင်တယောက်အနေနဲ့ထည့်သွင်းထားခဲ့တယ်လို့ဝန်ခံလိုက်ပါတယ်။ဘင်းမှာလည်းရှယ်ယာတစုရှိတယ်လို့ပြောလိုက်တာကြောင့်ဓာတ်လည်းအံ့ဩသွားပြီးအစကတည်းကပါပြီးသားလို့ Jerry ကထပ်ပြောခဲ့ပါတယ်။အဖေအဲ့လိုလုပ်ဖို့မလိုပါဘူးလို့ဓာတ်ကပြောပေမဲ့ Jerry ကသားမပါပဲပတ်စံတွေမရေချင်လို့ပါဆိုပြီးပြန်ပြောခဲ့ပါတယ်။နောက်တော့ Jerry နဲ့ Marge တို့ဟာအဖွဲ့ဝင်တယောက်ရဲ့စာအုပ်ဆိုင်မှာရှယ်ယာရှင်တွေရဲ့အစည်းအဝေးကိုကျင်းပခဲ့ကြပြီး
Jerry စင်ပေါ်ကိုတက်လာတဲ့အခါအခန်းထဲမှာလက်ခုပ်တံတွေစူညံသွားခဲ့ပါတယ်။သူတို့အခြေအနေအရန်ကောင်းနေကြောင်းနဲ့ရှေ့ဆက်ထိုးမဲ့ထီတွေအတွက်ယင်းနှိမ့်ဝေအများစုကိုအသုံးပြုသွားမှာဖြစ်ပြီးကစားရုံကိုပြန်လည်တိစောက်က Jazz ပွဲတော်ကိုပြန်လည်ကျင်းပပြီးမြို့ကိုဆက်လက်ဖွံ့ဖြိုးတိုးတက်အောင်လှုပ်ဆောင်သွားမယ်လို့အားလုံးကိုပြောပြခဲ့ပါတယ်။အမြတ်အစွန်းရာဂိုင်နှုန်းတွေကိုဖတ်ပြတော့မဲ့အချိန်မှာပဲ Rush ကဖြတ်ပြောလာပြီးဒီပွဲမှာစားစရာမပါဘူးလားလို့မေးလာတဲ့အခါဒါကရှယ်ယာရှင်တွေရဲ့အစည်းအဝေးဖြစ်ပြီးပါတီပွဲမဟုတ်ဘူးလို့ပြန်ဖြေလိုက်ပါတယ်။ဒါဆိုရင်ဘာလို့အားလုံးထမင်းစားတဲ့ညနေ6နာရီမှာမလုပ်တာလဲလို့ Rush ကဆက်မေးခဲ့ပါတယ်။ Jerry ကနောက်မှစားတောက်ဆိုင်ကိုသွားကြဖို့အကြံပြုလိုက်ပေမဲ့လူအုပ်ကြီးတစ်ခုလုံးကချက်ချင်းထပြန်သွားကြတာကသူတို့ Jerry အပေါ်ဘလောက်ယုံကြည်တယ်လဲဆိုတာကိုသက်သေပြနေခဲ့ပါတယ်။သူတို့ကအမျက်ငွေစည်ရင်းတွေကိုတော့သိစရာမလိုပဲယုံကြည်နေကြတာပါ။နောက်ပိုင်းစားတောက်ဆိုင်မှာတော့ Jerry နဲ့ March တို့ဟာသူတို့ရဲ့ရည်မှန်းချက်အကြီးမားဆုံးအစီအစဉ်ကို Steve ကိုပြောပြနေခဲ့ပြီးနောက်တစ်ခါထီထိုးရင်ဒေါ်လာ6သိန်းဖို့ထိုးသွားမယ်လို့ပြောလိုက်ပါတယ်။တခါတည်းနဲ့ဒေါ်လာ9သိန်းကျော်ထိုးမှာမို့ပတ်စံကတော့လွယ်ပါတယ်လို့ Steve ကပြောပေမဲ့လွယ်လို့လားလို့ Jerry ကပြန်မေးလိုက်ပြီးဒီနေ့ကို12နာရီနဲ့12လုံးကိုသုံးပြီး4ရက်ဆက်တိုက်ထီထိုးရလိမ့်မယ်လို့ရှင်းပြခဲ့ပါတယ်။အဲဒီက Steve ကပုံမှန်ပမာဏလောက်ပဲဘာလို့မထိုးတာလဲလို့မေးလိုက်ရာဒီထီကတိတ်ကြကြဆက်ရှိနေမှာမဟုတ်တာမို့အားနည်းချက်ရှိနေတော့အမြတ်အများဆုံးရအောင်ယူခြင်းတယ်လို့ရှင်းပြခဲ့ကြပါတယ်။မကြခင်မှာပဲ Bill ဟာ Jerry ကိုတခြားတငယ်ချင်းတယောက်ရဲ့ဆိုင်စီကိုခေါ်သွားခဲ့ပြီးအဲဒီမှာဒုတိယမြောက်ထီဆက်ကိုသုံးခွင့်ရခဲ့တာမို့အနောက်ရှက်မရှိပဲစက်တိုက်ထိုးနိုင်တော့မှာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲသတင်းကုမ္ပဏီကဒီသတင်းတောက်မာယာဟာသူမရဲ့တထေးစီကိုသတင်းဦးတစ်ခုယူလာခဲ့ပြီးထီယုံအနေနဲ့တစ်နှစ်ကို4ချိန်ဒေါ်လာ9000ထက်ပိုပေါက်တဲ့သူတွေရဲ့စီးရင်ကိုထုတ်ပြန်ဖို့လိုအပ်တယ်လို့ပြောပြခဲ့ပါတယ်။မကြသေးမီကမှတ်တမ်းတွေအရနာမည်တစ်ခုတည်းကခဏခဏပါလာခဲ့ပြီးသူက Massachusetts ကို3ပတ်တစ်ခါ10နာရီကြာကားမောင်းလာကအမြဲတမ်းစုကြီးတွေပေါက်နေတဲ့လူတစ်ယောက်ဖြစ်နေတယ်လို့ပြောလိုက်ပါတယ်။သူတို့နှစ်ယောက်လုံးကဒီကိစ္စမှာတန်တရားဖြစ်စရာတစ်ခုခုရှိနေပြီဆိုတာကိုသဘောတူလိုက်ကြပါတယ်။ March တယောက်ဘေးရဲ့အရက်ဆိုင်မှာထီလက်မှတ်တွေထုတ်နေချိန်မှာပဲအမျိုးသမီးတယောက်ဝင်လာပြီးဘီယာတစ်ထုပ်ယူကာဘေးကိုအရှုံးသမားကြီးလို့ခေါ်ပြီးပြန်ထွက်သွားခဲ့ပါတော့တယ်။ March ကသူမှဘသူလဲလို့မေးလိုက်တော့ဘေးကသူ့မိန်းမဖြစ်ကြောင်းပေါ့ပေါ့ပါပါပဲဖြေလိုက်ပါတယ်။သူကကွာရှင်းဖို့ရှောက်ထားပြီးဖြစ်တယ်လို့ရင်းနှီးမြုပ်နှံမှုအစုရှယ်ယာတွေကြောင့်သာဒီကိစ္စကိုတက်နိုင်ခဲ့တာလို့ရှင်းပြခဲ့ပါတယ်။အဲဒီနောက်ဘူးလေးကမားဂျူလိုမျိုးမိန်းမတယောက်ကိုလိုချင်ပေမဲ့ပိုပြီးငယ်ရွယ်သူကိုသာလိုချင်ကြောင်းဝန်ခံလိုက်ပြီးမားဂျ်ကလည်းသူ့ကိုယ်သူတိုးတက်လာအောင်လုပ်ရမယ့်အချက်တချို့ကိုအကြံပေးလိုက်ပါတယ်။သူမရဲ့အမေကဖားတချို့ကိုနမ်းကြည့်ဖို့အမြဲပြောလို့ရှိပြီးမင်းသားလေးကိုတွေ့တဲ့အခါဖားတွေကကိုယ့်ကိုရီမောစေတာမို့ပိုကောင်းမှန်းသိလာလိမ့်မယ်လို့ဆိုခဲ့ကြောင်းပြောပြလိုက်ပါတယ်။ဒါကြောင့်သူ့အနေနဲ့ဖားအစ်စ်တကောင်လိုအပ်နေတယ်လို့ဆိုပါတယ်။ဟာဘာဘက်မှာတော့တိုင်လာကသူတို့အဖွဲ့ဒေါ်လာ9000အနိုင်ရခဲ့ကြောင်းဂုဏ်ယူဝင့်ကြွားစွာကြေညာလိုက်ပြီးချက်လက်မှတ်ကိုဝေယမ်းပြရင်သူတို့တွေပတ်စံတွေထပ်ရအောင်မှဖြစ်ပေမဲ့အချိန်နဲ့စီကံတော့လိုအပ်ကြောင်းအားလုံးကိုပြောလိုက်ပါတယ်။ဘွဲ့အဖွဲ့ဝင်တွေကိုဖြည့်ဖို့ထီလက်မှတ်တွေကမ်းပေးနေချိန်မှာပဲ Eric ကစိုးရင်စရာတစ်ခုကိုဖွင့်ဟလာခဲ့ပါတယ်။အခြားအဖွဲ့တစ်ဖွဲ့ကလည်းထီရဲ့အားနည်းချက်ကိုသိရှိသွားပြီဖြစ်ပြီးသူတို့တစ်ဖွဲ့တည်းကစားနေတာမဟုတ်တဲ့အတွက်နိုင်ရတဲ့ပမာဏတွေနည်းသွားရတာဖြစ်ကြောင်းဆိုပါတယ်။ Eric ကပြည်နယ်ထီစနစ်ကို hack ပြီးကိစ္စကိုသိရှိခဲ့တာလို့ဝန်ခံလိုက်ပြီးနောက်အဲ့ဒီအချက်လက်တွေနဲ့ပြိုင်ဘက်တွေရဲ့နေရာကိုခြေရာခံလိုက်ရာသူတို့နဲ့မဝေးလာတဲ့ဆန်ဒါလန်ကနေလောင်းနေကြတာကိုသိလိုက်ရပါတယ်။ဒါအများပြည်သူသိနိုင်တဲ့အချက်လက်မဟုတ်ပဲသူကိုယ်တိုင်ပြည်နယ်ထီစနစ်ကို hack ခဲ့တာလို့ဆိုလိုက်တော့တခြားသူတွေကသဘောကျသွားခဲ့ပြီးအဲ့ဒီ laptop ကသူ့ဟာဖြစ်နေတာမို့ဒီကိစ္စပြီးရင် hard drive ကိုဖျက်ဆီးပစ်တဲ့နယ်လို့အကြံပေးလိုက်ပါတယ်။ဒါပေမဲ့ဘာပဲဖြစ်ဖြစ်သူတို့တွေအဲ့ဒီလူတွေကိုတွားတွေ့ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ Bill ရဲ့ဆိုင်မှာတော့ဆိုင်ထဲမဝင်ခင်ခေါင်းဖီးပြီးတက်ရက်ရက်ဖြစ်အောင်ပြင်ဆင်နေတဲ့ Jerry ကို March ကကြည့်နေခဲ့ပြီးသူကရှမ်ပိန်ပလင်းကိုယူလိုက်ကသူတို့ရဲ့46နှစ်မြောက်နှစ်ပတ်လည်ကိုကျင်းပနိုင်ဖို့လက်မှတ်ထုတ်တာကိုစောစောရက်လိုက်ကြောင်းပြောလိုက်ပါတယ်။သူကဖန်ခွက်တွေထဲငဲထဲကအတူတောက်ကြပြီးအတူကနိုင်ဖို့ Jerry ကတချင်းဖွင့်လိုက်ပါတယ်။သူတို့ရဲ့ကြည်နူးစရာအခိုက်အတန့်လေးမှာပဲထိုင်လာနဲ့ Eric တို့ကမယုံနိုင်စွာရင်မောရင်းဝင်လာခဲ့ကြပြီးပြိုင်ဘက်အဖွဲ့ကိုရာဇဝတ်ကိုင်းတစ်ခုခုလို့ထင်ထားခဲ့ပေမဲ့ရက်ဆိုင်ထဲမှာကားနေတဲ့တက်ကြီးရွယ်အို2ယောက်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။သူတို့ကအခြားအဖွဲ့တစ်ဖွဲ့ဖြစ်နေတာကိုသိလိုက်ရတော့သူတို့အနေနဲ့ရာဇဝတ်ကိုင်းတစ်ခုခုလို့ထင်ထားခဲ့ကြောင်းပြောလိုက်ပါတယ်။အဲဒီနောက်တိုင်လာကအကျိုးတူပူးပေါင်းဖို့ကမ်းလှမ်းလိုက်ပြီး Jerry နဲ့ March တို့ရဲ့အရင်းအနှီးကို Harvard အဖွဲ့နဲ့ပေါင်းလိုက်ရင်တိုင်လာတို့အဖွဲ့ကအရာအလုံးကိုတာဝန်ယူပြီးအမျက်ကိုခွဲဝေပေးမယ်လို့ဆိုပါတယ်။ဒါပေမဲ့ Jerry ကသူတို့နီးသူတို့ဟန်နဲ့လောက်ရတာကိုပိုသဘောကျကြောင်းယဉ်ကျေးစွာညှင်းဆန်လိုက်ပါတယ်။သူတို့အဆင်ပြေပါတယ်လို့ပြောလိုက်တော့ထိုင်လာကအံ့အားသင့်သွားပြီးဒါကပတ်စံရှာတဲ့ကိစ္စဖြစ်ပြီးပတ်စံကိုသဘောကျတယ်မဟုတ်လားလို့မေးလိုက်ပါတယ်။ဒါပေမဲ့ Jerry ကတခြားအရာတွေကိုသဘောကျသလောက်တော့မဟုတ်ဘူးလို့ဖြေလိုက်ချိန်မှာဒီကလေးတွေကဒီလူကြီးဟင်းချက်ရတာဘယ်လောက်ကြိုက်လဲဆိုတာကိုမသိကြပါဘူး။ရှမ်ပိန်တစ်ခွက်လောက်တောက်မလားလို့ကမ်းလှမ်းလိုက်ပေမဲ့ရကားနဲ့ Red Bull ပဲတောက်ချောင်းပြောကညင်းလိုက်ပါတယ်။အနည်းဆုံးတော့သူမအနေနဲ့သူတို့အရွယ်ရောက်ဖို့စိတ်ပူစရာမလိုတော့ဘူးလို့မှတ်ချက်ချလိုက်ပြီးမထွက်ခွာခင်မှာတိုင်လာက Harvard မှာ binomial distribution ကိုသင်ကြားပေးကြောင်းကြွားဝါလိုက်ပြီးဒါကဘလောက်ပိုထိရောက်လဲဆိုတာ Jerry နားလည်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ဒါပေမဲ့ binomial distribution ကအချက်နှစ်ချက်ကိုပဲထည့်တွက်ပြီးလူသားအမှားဆိုတဲ့တတိယအချက်ကိုထည့်မတွက်ထားကြောင်းနဲ့ထီလက်မှတ်ဖြည့်ဖို့ကြားတဲ့အချိန်ဆိုတဲ့စရုပ်ထအချက်ကိုလည်းထည့်မစင်းစားထားကြောင်း
ဂျယ်ရီကတုံ့ပြန်လိုက်ပါတယ်။ဒေါ်လာ3သိန်း$932တောင်အမျက်ရကြောင်းထောက်ပြလိုက်ပြီးကျေးဇူးတင်စရာမလိုဘူးလို့ပြောလိုက်တော့ထိုင်းလာကစိတ်ဆိုးမှန်ဆိုးနဲ့ပါဇက်ပိတ်ထားဖို့ပြောလိုက်ပါတယ်။ဂျယ်ရီနဲ့မာ့ချ်တို့ကတော့ပြုံးလိုက်ရုံသာပြုံးပြီးအကကိုဆက်ကနေခဲ့ကြပါတယ်။တစ်ချိန်တည်းမှာပဲဘေလိုလာသူ့ရဲ့ကွာရှင်းပျက်စီးမှုကိုပြီးသက်လိုက်ပြီးသူမိမကအိမ်ကိုရသွားပေမဲ့ဘေလိုချင်တာကတော့ရင်းနှီးမြှုပ်နှံမှုမှာပါဝင်တဲ့သူ့ရဲ့အစုရှယ်ယာတွေကိုဆက်ထားဖို့သာဖြစ်ပါတယ်။ရှင်းနေရုံကထွက်လာချိန်မှာသူမကရင်းနှီးမြှုပ်နှံမှုနဲ့ဘာတွေလုပ်နေတာလဲလို့ဒေါသတကြီးမေးလိုက်တော့သူတို့လစဉ်ထီပေါက်နေကြောင်းဘေးကဂုံယူစွာပြောလိုက်ပြီးကားမောင်းထွက်သွားတာမို့သူမဒေါသထွက်ချင်ရစ်ခဲ့ပါတယ်။ အဲဗတ်မြို့ကိုပြန်ရောက်တော့ Rush ကရေကမ်းမုတ်ဆိုင်ပြန်ဖွင့်ခြင်းကြောင်း March ကိုပြောပြလိုက်ပြီး March ကအဆောက်အဦကိုငှားလို့ရမယ့်နည်းလမ်းရှိကြောင်းရှင်းပြက Jerry ကပိုပြီးသေချာရှင်းပြနိုင်လိမ့်မယ်လို့ဆိုပါတယ်။တခြားတနေရာမှာတော့ Steve ကသူ့ရဲ့ Ferrari ကားနေရောင်အသစ်ကို Jerry ကိုကြွားလုံးထုတ်နေပြီးသူမက္ကဆီကိုမှာအားလက်ရက်သွားနေတော့ Jerry ကိုမောင်းဖို့တောင်ကမ်းလှမ်းခဲ့ပေမဲ့ Jerry ကယဉ်ကျေးစွာညှင်းဆန်လိုက်ပါတယ်။သူတို့ကော်ဖီတောက်ရင်းထိုင်နေစဉ် Jerry က Harvard အဖွဲ့အကြောင်းကိုပြောပြလိုက်တော့ Steve ကစိုးရိမ်ပူပန်မှုမရှိပဲJerry နဲ့ March တို့ကလက်မှတ်တွေကိုကိုယ်တိုင်ထုတ်ပြီးကိုယ်တိုင်ရေတွက်နေတဲ့၍သူတို့ရှိပြေးနေမှာပဲလို့ယူဆထားပါတယ်။ Jerry ကလည်းသူတို့တကယ်ပဲဒီအလုပ်ကိုသဘောကျကြောင်းဝန်ခံလိုက်ပါတယ်။နောက်ပိုင်းမှာMassachusettsမှာတော့ဒွန်ကသူမရဲ့မိဘတွေကိုလက်မှတ်တွေစစ်ဆေးရမှာကူညီပေးပေမဲ့တိတ်မကြခင်မှာပဲဘလောက်ပင်ပန်းကြောင်းညှဉ်းညူလာပါတယ်။ဒါပေမဲ့လည်းနောက်ဆုံးတော့မိဘတွေနဲ့အချိန်ဖြုံးခွင့်ရတဲ့အတွက်ပျော်ရွှင်ကြောင်းသူမကဆိုပါတယ်။အဲ့ဒီအချိန်မှာပဲအနိုင်ရတဲ့လက်မှတ်တစ်ခုကိုတွေ့လိုက်ရပြီးသူတို့မမြင်လိုက်ဘူးလို့ပြောလိုက်ပါတယ်။အချိန်အတော်ကြာတော့သူမကပင်ပန်းလာပြီးဟိုတယ်မှာဘာရှိသလားလို့မေးလိုက်ပါတယ်။သူတို့ပြန်ဆေးရအောင်မယ်လို့ပြောနေချိန်တစ်ချိန်တည်းမှာပဲပြည်နယ်ထီရုံးချုပ်မှာသတင်းတောက်မာယာဟာ CEO ဖြစ်သူ Gracio နဲ့တွေ့ဆုံနေပြီးသူမမေးစရာမေးခွန်းတွေရှိကြောင်းပြောလိုက်ပါတယ်။ Gracio ကပြည်နယ်အတွက်ထီလုပ်ငန်းဘလောက်အောင်မြင်နေကြောင်းဂုဏ်ယူစွာပြောပြနေပေမဲ့လာစင်လာတိုင်းပတ်စံအမြောက်များနိုင်နေတဲ့မီရှီဂန်ကလျှို့ဝှက်စမ်းကြဲကစားသမားတစ်ယောက်အကြောင်းမာယာကတွေ့ဝိုက်ပြီးအရေးမွက်ပြောလိုက်ပါတယ်။အငိမ့်စားတစ်ယောက်ကံကောင်းသွားလို့သတင်းထောက်တစ်ယောက်လွှတ်လိုက်တာလားလို့မေးလိုက်ချိန်မှာသူမကအငိမ့်စားတစ်ယောက်လို့မပြောခဲ့ဘူးလို့တုံ့ပြန်လိုက်တာမို့CEO အနေနဲ့သူပြောပြတာထက်ပိုသိနေကြောင်းရှင်းလင်းသွားစေပါတယ်။အဲဗာမျိုးမှာတော့ Jerry ဟာပုံမှန်မနက်ခင်းကော်ဖီတောက်ဖို့လီယွန်ရဲ့ဆိုင်ကိုဝင်လာခဲ့ရာကော်ဖီငဲ့နေချိန်မှာသူ့ကိုစောင့်နေတဲ့ထိုင်လာကိုတွေ့လိုက်ရလို့အံ့ဩသွားခဲ့ပါတယ်။ထိုင်လာကသူ့အကျိုးတူပူပေါင်းတာကိုမလိုချင်တော့ကြောင်းပြောလိုက်ပြီး Jerry နဲ့ March တို့ကိုလုံးဝမကစားတော့ဖို့တောင်းဆိုလိုက်ပါတယ်။သူတို့ထီစနစ်ကိုတစ်ချိန်ဟတ်ခဲ့ကြောင်းဝန်ခံလိုက်ပြီး Jerry သာမရက်ဘူးဆိုရင်သူနဲ့သူ့အဖွဲ့ရဲ့ဘဏ်အကောင့်တွေ credit တွေနဲ့ကိုရေးအချက်လက်တွေကိုဟက်ပစ်မယ်လို့ချိန်ချောက်လိုက်ပါတယ်။ဘာကြောင့်ဒီလိုလုပ်ရတာလဲလို့ Jerry ကမေးလိုက်တော့ကိုရေးကိုတာကိစ္စမဟုတ်ကြောင်းထိုင်လာကတင်းငိမ့်စွာနဲ့ပြောလိုက်ပြီးသူကအားလုံးကိုသူ့တယောက်တည်းအတွက်ပဲလိုချင်တာလို့ဆိုပါတယ်။ဆိုင်ရှင်လီယွန်ကတော့နောက်ဘက်ကနေတိတ်တဆိတ်စောင့်ကြည့်နေခဲ့ပြီးအလားလုံးပြီးဆုံးသွားပြီလို့ထိုင်လာကညီကုန်းချုပ်လိုက်ကကြံရှိနေတဲ့ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖို့ပြောပြီးဆိုင်ထဲကနေထွက်သွားခဲ့ပါတယ်။ Jerry အိမ်ပြန်ရောက်တော့ Massachusetts ကိုနောက်တစ်ခေါက်သွားဖို့စိတ်လှုပ်ရှားစွာပြင်ဆင်နေတဲ့ March ကိုတွေ့လိုက်ရပေမဲ့သူတို့ထီဆက်မထိုးတော့ဘူးလို့ Jerry ကဝမ်းနည်းစွာပြောလိုက်တာကြောင့် March တယောက်အံ့အားသင့်သွားခဲ့ပါတယ်။အဲ့ဒီညနေမှာပဲသူတို့ရှယ်ယာရှင်တွေရဲ့အစည်းအဝေးကိုကျင်းပခဲ့ကြပြီး Jerry ကစင်ပေါ်တက်ကသူတို့ဆက်မကစားတော့ကြောင်းလေးလံတဲ့စိတ်နဲ့ကြေညာလိုက်ရာအခန်းထဲကလူအားလုံးစိတ်ပြတ်သွားခဲ့ကြပါတယ်။ကစားပွဲမှာအပြောင်းလဲအသစ်တွေရှိလာလို့ဆိုပြီးသူကလိန်လေပြောဆိုလိုက်ပါတယ်။လီယွန်ကဆိုင်မှာ Jerry နဲ့တိုင်လာတို့ကြားဖြစ်ခဲ့တဲ့ကိစ္စတွေကိုဓာတ်ကိုတိတ်တဆိတ်ပြောပြလိုက်တော့ဒါက Jerry စီချင်းကပ်လာပြီးကောလိပ်ကျောင်းသားလေးတွေသူ့စီကနေဒါကိုယူသွားတာမျိုးအဖြစ်မခံဖို့တိုက်တွန်းလိုက်ပါတယ်။ဒီလိုနဲ့ကောလိပ်ကလူလယ်လေးတွေကိုအရာအလုံးယူသွားခွင့်ပြုလိုက်တော့မလားလို့မေးလိုက်ပြီးသူကြောင့်တစ်မျိုးလုံးပြန်လဲအသက်ဝင်လာပြီးအားလုံးပျော်ရွှင်နေကြပြီဖြစ်ကြောင်း Jerry ကိုသတိပေးလိုက်ပါတယ်။သူတို့ရဲ့မျိုးငယ်လေးဟာ Jerry ကြောင့်ပြန်လဲကြီးကျယ်လာသလိုခံစားရပြီးဒါကိုဘယ်သူမှအလူခံလို့မဖြစ်ဘူးလို့ Doug ကပြောလိုက်ပါတယ်။ Doug ထွက်သွားပြီးနောက် March ကခင်မွန်းဖြစ်သူစီရှောက်လာခဲ့ပြီး Jerry ကငယ်ငယ်တုန်းက Doug ကိုငါးများခေါ်သွားခဲ့တဲ့အချိန်လေးကိုပြန်တွေးမိနေပါတယ်။အဲဒီတော့ကသူက16နှစ်18နှစ်အရွယ်လောက်ရှိအောင်မှဖြစ်ပြီးရေးစီးနှုန်းကိုသိနိုင်ဖို့ငါးများတပေါ်တီးလေးဘလောက်မြက်မြက်ရွေ့နေလဲဆိုတာကိုသူစတင်တွက်ချက်နေခဲ့ရအဲ့ဒီအချိန်မှာပဲဖေးဘလို့ထင်လဲလို့သူ့ကိုမေးလိုက်တန်ကြားလိုက်ရပါတယ်။အဲ့ဒီအချိန်ကြာမှသူသဘောကျနေတဲ့ကောင်မလေးအကြောင်းကိုပြောနေမှန်းသိလိုက်ရတယ်လို့ဆိုပါတယ်။တခါတည်းသူများတွေမမြင်တာကိုသူမြင်တယ်လို့ထင်ရပေမဲ့တကယ်ကြတော့ပိုကြီးမားတဲ့အရာတွေကိုသူမမြင်လိုက်ရတာမျိုးမကြာခဏဖြစ်တဲ့ကြောင်း March ကိုဝန်ခံလိုက်ပါတယ်။ကိုပြန်လဲသုံးသက်ပြီးနောက်သူအိမ်ကိုတွေးဆနဲ့ရှောက်ပြန်လာခဲ့ပြီးအိမ်ရောက်တော့နောက်လာမဲ့ road down ဟာဒီသတင်းပတ်ကောင်မှာရှိရဲဆိုတာကို March က Jerry ကိုသတိပေးလိုက်ပါတယ်။ Jerry ကသူသိပြီးသားဖြစ်ပေမဲ့မကစားပဲမှန်ကန်တဲ့အရာကိုလုပ်ဖို့စူးစမ်းနေတာလို့ရှင်းပြလိုက်ရာသူဟာအပြေမရှာပဲလက်လျှော့တက်တဲ့သူမျိုးမဟုတ်သလိုအခုလည်းမစတင်သေးဘူးလို့ March ကပြောလိုက်ပါတယ်။ Binomial distribution ဥပမာကိုသုံးပြီးသူတို့အချင်းချင်းရှိနေကြောင်းနဲ့နည်းနည်းလောက်မိုက်မဲတဲ့အရာတွေကိုလုပ်ဖို့မကြောက်ဘူးလို့သူမကသတိပေးလိုက်ပါတယ်။သူမရဲ့စကားတွေကသူ့ကိုခွန်အားဖြစ်စေခဲ့ပြီးမကြခင်မှာပဲဇနီးမောင်နှံနှစ်ယောက်သူတို့ရဲ့ကားလေးနဲ့ Massachusetts ကိုမောင်းနှင်သွားခဲ့ကြပါတယ်။အဲဒီနောက် Massachusetts က Bill ရဲ့ဆိုင်ကိုရောက်လာခဲ့ကြပြီးတစ်ချိန်တည်းမှာပဲ Harvard မှာထိုင်လာကသူတို့အဖွဲ့ရဲ့အနိုင်ရငွေတွေကိုရေတွက်နေစဉ်
သူတို့စုချင်းငွေအားလုံးကိုမရခဲ့ကြောင်း Eric ကပြောလိုက်ပါတယ်။ဘယ်သူရသွားလဲလို့ Tyler ကမေးလိုက်ရာ Jerry နဲ့သူ့အဖွဲ့ဖြစ်ကြောင်း Eric ကဖွင့်ဟလိုက်တော့ Tyler တယောက်ဒေါသထွက်သွားခဲ့ပါတယ်။ Jerry ကသူ့ကိုပြောင်းလောင်လိုက်ပြီဆိုတာကိုသိလိုက်ရတာမို့သူကိုယ်တိုင် Roll Down ကိုအသက်သွင်းပြီး$2 သန်းတန်ဖိုးရှိတဲ့စုကြီးတစ်ခုလုံးကိုရယူဖို့အစီအစဉ်ဆွဲလိုက်ပြီးဒီစုချင်းငွေတွေကိုနေ့စဉ်$1 သိန်းထည့်ဝင်နေကြောင်း Eric ကိုရှင်းပြလိုက်ပါတယ်။စုချင်းငွေ$2 သန်းပြည့်သွားတဲ့အခါ Roll Down ဖြစ်လာမှာဖြစ်ပြီးစုချင်းငွေ$1 သန်းပြည့်တဲ့အထိစောင့်ပြီးအဲ့ဒီပမာဏအတိုင်းလောင်းလိုက်ရင် Roll Down ကိုအသက်သွင်းနိုင်ပြီးအရာအလုံးကိုအနိုင်ရနိုင်တယ်လို့ဆိုပါတယ်။တရက်ထန်နဲ့$1 သန်းလောင်းလိုက်မယ်ဆိုရင်ဒီကစားပွဲကိုသူတို့ပိုင်ဆိုးသွားမှာဖြစ်ကြောင်းပြောလိုက်တော့$1 သန်းကိုဘယ်ကရမှာလဲလို့မေးလိုက်ပေမဲ့ထိုင်းလာမှာအစီအစဉ်ရှိနေခဲ့ပါတယ်။နောက်တစ်နေ့မှာထိုင်းလာကသူ့အဖေရဲ့တငယ်ချင်းတချို့ကိုသူ့အကြံဉာဏ်ကိုတင်ပြပြီးရင်းနှီးမြှုပ်နှံဖို့တောင်းဆိုလိုက်ရာတယောက်ကသူ့အဖေဒီအကြောင်းကိုသိလာလို့မေးလိုက်ပေမဲ့သူ့အဖေတညာရင်းနဲ့$1 သန်းဘယ်တော့မှမရှာနိုင်ခဲ့ကြောင်းထိုင်းလာကအာမခံလိုက်ပါတယ်။သူတို့လည်းသဘောကျသွားပြီးအစီအစဉ်အတွက်ရန်ပုံငွေထည့်ဝင်ဖို့သဘောတူလိုက်ကြပါတယ်။အဲဒီနောက်တိုင်လာကအကြောင်းသားတချို့ကိုလက်မှတ်ထုတ်တဲ့ဆိုင်အသီးသီးစီသွားဖို့ညွှန်ကြားလိုက်ပြီးဘသူ့ကိုမှဝင်ရောက်ဆွတ်ဖက်ခွင့်မပေးဖို့တတိပေးလိုက်ပါတယ်။တစုံတစ်ယောက်ကစူကြီးပေါက်သွားပြီးသူတို့$1 သန်းရှုံးသွားရင်ဘယ်လိုလုပ်မလဲလို့မေးလိုက်တော့ကျောင်းလက်ခတွေအကုန်ကုန်သွားလို့ကျောင်းထွက်ရမယ့်အပြင်ရင်းနှီးမြှုပ်နှံသူတွေကတယောက်ယောက်ကသူ့ကိုတကယ်တပ်ပစ်နိုင်တယ်လို့ဖြေလိုက်ပါတယ်။ရန်အနေငယ်အကြာမှာ Jerry နဲ့ Marge တို့ motel ခန်းထဲမှာအနားယူဖို့ပြင်နေချိန် Bill ကအပြေးလွှားဝင်လာပြီး Roll Down ကမျှော်လင့်ထားတာထက်သတင်းပတ်ပေါင်းများစွာစော်ပြီးဖြစ်ပေါ်သွားပြီလို့ပြောလိုက်ရာ Cherry တယောက်အံ့အားသင့်သွားခဲ့ပါတယ်။ဒါဟာတိုင်လာနဲ့သူ့အဖွဲ့လောက်တာဖြစ်ရမယ်ဆိုတာကိုသိလိုက်ရတာမို့သူကားပေါ်တက်ပြီး Harvard ကိုတန်းမောင်းသွားခဲ့ပါတယ်။သူရောက်သွားတော့ကျောင်းသားတွေနဲ့အောင်ပွဲခံနေတဲ့တိုင်လာကိုတွေ့လိုက်ရပြီး Jerry ကသူ့ကိုရိုက်နှက်ဖို့လာတာလားလို့တိုင်လာကနောက်ပြောင်မေးလိုက်ပါတယ်။ Jerry ကအဲ့ဒီလိုလှုပ်ချင်ကြောင်းဝန်ခံလိုက်ပေမဲ့တကူကောင်းဆန်တဲ့သူတယောက်ကိုအခွင့်အရေးပေးလိုက်မိတဲ့သူကိုယ်သူစိတ်ပြတ်မိကြောင်းတိုင်လာကိုပြောလိုက်ပါတယ်။အခန်းထဲမှာအထက်မြတ်ဆုံးလူတယောက်ဖြစ်နေဖို့ကအရေးမကြီးကြောင်း Jerry ကရှင်းပြလိုက်ပြီးကိုပတ်ဝန်းကျင်ကလူတွေနဲ့သူတို့ကကိုဘယ်လိုပံ့ပိုးပေးလဲဆိုတာကသာအရေးကြီးတာဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့အခုတော့ဒီအခန်းကအရေးပါနေပြီးဒီတော့ပါတဲ့လူငယ်တွေအားလုံးကသူ့ကိုချမ်းသာလာအောင်ကူညီပေးနေကြပေမဲ့သူကရောသူတို့ကိုဘယ်လိုကူညီပေးနေလဲလို့မေးလိုက်ပါတယ်။ဒီအကြောင်းကိုသူတွက်ချက်မထားဘူးထင်တယ်လို့ပြောလိုက်ပြီး Jerry ကသူတို့ကိုကံကောင်းပါစေလို့ဆုတောင်းပေးကထွက်သွားခဲ့ပါတယ်။စိတ်အားထက်သန်သွားတဲ့ចောင်းသားတွေကလက်မှတ်တွေကိုချထားခဲ့ပြီးစက်ရည်တွက်ဖို့ညှင်းဆန်လိုက်ကြတာမို့ထိုင်လာကဘာဖြစ်တာလဲလို့မေးလိုက်ပြီးပြန်ရည်တွက်ဖို့အမိန့်ပေးလိုက်ပေမဲ့ထိုင်လာရဲ့အမိန့်တွေကိုလှစ်လျူရှုလိုက်ကြပါတယ်။အမအမျိုးကိုပြန်ရောက်တော့ Jerry နဲ့ Marge တို့က Steve ရဲ့ရုံးခန်းမှာ Bill နဲ့အတူ Tyler နဲ့ Harvard အဖွဲ့က Roll Down ကိုဘယ်လိုအသက်သွင်းနိုင်ခဲ့လဲဆိုတာကိုဆွေးနွေးနေကြပါတယ်။ Steve နဲ့ Bill တို့ကလည်းသူတို့နီးတူလုပ်ဖို့အကြံပြုပေမဲ့ပုံမှန်ကစားသမားတွေအတွက်မတရားဘူးလို့ဆိုက Jerry ကညှင်းဆန်လိုက်ပြီး Marge ကလည်းသဘောတူခဲ့ပါတယ်။သူတို့ကိုတားဆီးနေတာထီမဟုတ်ပဲကောလိပ်ကျောင်းသားတစုသာဖြစ်ကြောင်း Steve ကထောက်ပြလိုက်တာမို့ Jerry အတွက်အကြံဉာဏ်တစ်ခုရသွားစေပါတယ်။ခြေကဘယ်သူကစားလဲဆိုတာကိုဂရုမစိုက်ပဲနိုင်ဖို့အတွက်ကစားကြတာကိုသူသဘောပေါက်သွားပြီးအဲ့ဒီနောက် Jerry နဲ့ Marge တို့ဟာပြည်နယ်ထီရုံးချုပ်ကိုသွားပြီး CEO Mr. Gracio အပြင်အခြားဒါရိုက်တာအဖွဲ့ဝင်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်အနည်းငယ်ကထီလုပ်ငန်းအရှုံးပေါ်နေခဲ့ကြောင်း Jerry ကရှင်းပြလိုက်ပြီး Windfall ပေါ်လာပြီးနောက်မှာတော့အရာအလုံးပြောင်းလဲသွားခဲ့တယ်လို့ဆိုပါတယ်။သူတို့တွေတင်ချပိုင်းမှာအားနည်းချက်ရှိနေတာကိုမသိခင်မှာတင်တန်းနဲ့ချီပြီးအမျက်ထွက်ခဲ့ကြတယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့သူတို့နဲ့ Harvard ကျောင်းသားတွေလောက်ပဲဒီအကြောင်းကိုသိထားတာမို့ထီကုမ္ပဏီကတော့မသိနားမလဲတဲ့သူတွေစီကနေအမျက်ထုတ်နေသေးပါပဲ။ဒီအချိန်မှာတော့ Jerry နဲ့ Marge ကတောင်းဆိုချက်နှစ်ခုကိုတောင်းဆိုလိုက်ပါတယ်။ဘယ်သူမှ Roll Down ကိုတမင်မလုပ်နိုင်အောင်ပွင့်လင်းမြင်သာမှုရှိနဲ့ Jackpot ငွေပမာဏကို website မှာပြသပေးဖို့နဲ့လက်ကောက်ဟတ်မှာ12လုံးတက်ဆင်ပေးဖို့ပါပဲ။ Gracio ကလည်းပြုံးပြီးသူတို့ရဲ့တောင်းဆိုချက်တွေကိုသဘောတူလိုက်ပါတယ်။ Harvard ကျောင်းမှာတော့ Tyler ကနောက်တစ်ချိန်ကစားဖို့စီစဉ်နေပြီးသူတို့အလုပ်လုပ်စရာမလိုတော့မယ့်အကြောင်းတွေကိုကြွားလုံးထုတ်နေပါတယ်။ထီကုမ္ပဏီက website ကိုပြောင်းလဲလိုက်ပြီးအခုဆိုရင် Jackpot ငွေပမာဏကို online ကနေစောင့်ကြည့်လို့ရသွားပါပြီ။သူတို့တွေအရင်လိုမျိုး Roll Down ကိုတမင်လုပ်လို့မရနိုင်တော့ပါဘူး။ဒါကို Jerry လောက်တာပဲလို့တိုင်လာကချက်ချင်းတန်တရားဝင်သွားပြီးလက်စားချေမယ်လို့လည်းကြုံသွားလိုက်ပါတယ်။နောက်တော့တိုင်လာဟာသူတို့ပုံမှန်ကစားနေကြခန်းမကိုပြန်ရောက်လာပေမဲ့အဲ့ဒီမှာ Eric တယောက်တည်းကိုပဲတွေ့လိုက်ရပါတယ်။တိုင်လာရဲ့အပြုအမူတွေကြောင့်ကြံတဲ့သူတွေကဆက်ပြီးမကစားချင်ကြတော့ပါဘူး။ဒေါသထွက်သွားတဲ့တိုင်လာကသူတယောက်တည်းကစားမယ်လို့နဲ့ဘသူ့အကူအညီမှမလိုဘူးလို့ Eric ကိုကြွားလုံးထုတ်လိုက်ပါတယ်။ခဏကြာတော့သူဟာအနီးနာကအရက်ဆိုင်မှာအထီးကျန်စွာနဲ့ပဲထီလက်မှတ်တွေထွက်လာမဲ့အချိန်ကိုစောင့်နေရပါတယ်။အဲ့ဒီအချိန်Sugar Heart မှာတော့ Jerry နဲ့ Marge တို့ကဆက်အသစ်နှလုံးနဲ့အလုပ်ရှုပ်နေကြပါတယ်။တစ်ဖက်မှာလည်းထီသတင်းတောက်မာယာကလွန်ခဲ့တဲ့6လအတွင်းကထီပေါက်ခဲ့တဲ့စီးရင်တွေကိုပြန်စစ်ကြည့်တဲ့အခါ Jerry ရဲ့နာမည်က3ဘက်တစ်ခါပါနေတာကိုသတိထားမိသွားပါတယ်။သူမရဲ့တတိအကူအညီနဲ့ထိုင်လာရဲ့နာမည်ကိုပါထပ်တွေ့သွားပြီးနောက်ထပ်ကစားသမားတစ်ယောက်ကလည်းငွေတွေအများကြီးထုတ်နေတယ်ဆိုတာကိုသိလိုက်ရပါတယ်။ Evert မြို့မှာတော့ယင်းနှိမ့်မြုံနှံမှုအဖွဲ့ရဲ့ကျေးဇူးကြောင့် Rush ကသူ့ရဲ့ရေခဲမုန်းဆိုင်လေးကိုပြန်ဖွင့်နိုင်သွားပါတယ်။လက်စည်းကအနီးအနားမှာစော်ကစားနေချိန် Doug က Jerry ရဲ့ကားပြင်တာကိုကူညီပေးနေပါတယ်
တောင်ငငယ်တုန်းကမလုတ်ဖြစ်ခဲ့တဲ့ဘောလုံးပစ်တန်းကစားတာကိုအမြဲတမ်းလှုပ်ချင်ခဲ့တယ်လို့ပြောပြီးဂျယ်ရီကဘောလုံးဟောင်းလေးတစ်ခုကိုယူလာခဲ့ပါတယ်။သူတို့တွေဘောလုံးပစ်တန်းကစားနေချိန်မှာပဲမာယာရောက်လာပြီး GS ရဲ့ယင်းနှီးမြှုပ်နှံမှုအကြောင်းဂျယ်ရီနဲ့စကားပြောချင်တယ်လို့ဝင်ပြောလိုက်ပါတယ်။ဂျယ်ရီကသူမကိုကားကိုယ်တောင်နဲ့ခေါ်သွားပြီးတောင်လိုပုံနေတဲ့ထီလက်မှတ်တွေကိုပြလိုက်ကသူနဲ့မတ်ကဒါတွေကိုကိုယ်တိုင်ရေတွက်ရတာကိုသဘောကျကြောင်းရှင်းပြလိုက်ပါတယ်။ဟိုတယ်အခန်းထဲမှာ17ရက်ဆက်တိုက်ရေတွက်ရတာကိုတောင်သဘောကျနေတာပါ။ရှင်းနဲ့ရှင်းမိမကဟိုတယ်အခန်းထဲမှာ17ရက်တောင်လက်မှတ်တွေထိုင်ရည်နေခဲ့တာလားဟုတ်တယ်လေအလုပ်တွေအများကြီးပဲနော်အလုပ်လုပ်ရတယ်လို့ကိုမခံစားရတာကိုကတစ်သက်လုံးအလုပ်တွေလုပ်လာခဲ့တာလေဒါကတော့မတူဘူးပေါ့တကယ်ကိုကွာခြားတာပါမာယာတယောက်အံ့ဩသဘောကျသွားပါတယ်ရုံးကိုပြန်ရောက်တဲ့အခါဆယ်ဘီဇနီးမောင်နှံကထီရဲ့အားနည်းချက်ကိုသုံးပြီးသူတို့မျိုးကိုဘယ်လိုကူညီပေးခဲ့တယ်လဲဆိုတာကိုသူမရဲ့တထေးကိုပြောပြလိုက်ပါတယ်သူတို့ကမျိုးတစ်ခုလုံးကိုကူညီပေးခဲ့တာပါအားနည်းချက်ကအဓိကဇလန်မဟုတ်ပေမဲ့လူစိတ်ဝင်စားမဲ့သတင်းကောင်းစင်မဖြစ်နိုင်ဘူးဆိုပြီးသူမရဲ့တထေးကလှစ်လျူရှုလိုက်ပါတယ်နောက်တော့ဂျယ်ရီနဲ့မတ်တို့ဟာအကြီးမားဆုံးကစားပွဲအတွက်စိတ်လှုပ်ရှားစွာနဲ့ပဲလီကော်ဟတ်ကိုရောက်လာခဲ့ကြပါတယ်ဒါပေမဲ့ထီကုမ္ပဏီဝန်ထမ်းတွေကဝင်ဖော်ဆက်တွေကိုဖြုတ်သိမ်းနေတာကိုမြင်လိုက်ရတော့သူတို့တွေစိတ်ပြတ်သွားပါတယ်ထီကုမ္ပဏီကသူတို့ရဲ့လိုင်စင်ကိုရုပ်သိမ်းလိုက်ပြီလို့ဘေးကရှင်းပြလိုက်ပြီးသူတို့နဲ့ဒိုင်လာတို့ကထီရဲ့အားနည်းချက်ကိုရှာတွေ့ပြီးဒေါ်လာတန်းချီထုတ်ယူသွားတဲ့အကြောင်းရေးထားတဲ့သတင်းကိုပြလိုက်ပါတယ်ဒိုင်လာရဲ့မျက်နှာကလည်းသတင်းစာမျက်နှာပေါ်မှာအပြည့်ပါလာခဲ့ပါတယ်ဟာဗတ်ကျောင်းမှာတော့ဒိုင်လာရဲ့အဖေကအဆောင်ထဲကိုဒေါသတကြီးနဲ့ဝင်လာပြီးအိမ်ပြန်ပို့မှာမို့လို့အထုပ်ပိုးတွေပြင်ထားဖို့ပြောလိုက်ပါတယ်အိမ်မှာတော့မာရှ်နဲ့ဒေါန်တို့ကအဖွဲ့နှစ်ဖွဲ့ဟာထီကနေတဆင့်အမျက်ထုတ်ပြီးဒေါ်လာတန်းချီအနိုင်ရသွားတယ်ဆိုတဲ့သတင်းကိုကြည့်နေကြပါတယ်ဒီညရိုးတောင်းပြီးတာနဲ့ထီကုမ္ပဏီကဒီကစားပွဲကိုဖျက်သိမ်းတော့မှာပါအဲ့ဒီနေ့မှာနောက်ဆုံးအနေနဲ့ကစားနိုင်ခဲ့တယ်လို့ဒေါန်ကပြောပေမဲ့တခြားနေရာမှာဆိုရင်ဒီလိုခံစားချက်မျိုးရမှာမဟုတ်ဘူးလို့မတ်ကပြောလိုက်ပါတယ်ဂျယ်ရီတယောက်တိတ်တဆိတ်ထိုင်နေတာကိုသူမသတိထားမိသွားပြီးထီဆိုတာသူ့အတွက်တော့ကစားပွဲတစ်ခုထက်ပိုပါတယ်လို့ပြောလိုက်ပါတယ်နောက်ဆုံးမှာတော့သူကလူတွေနဲ့ချိတ်ဆက်ဖို့အတွက်သူ့ရဲ့အရေးချင်းကိုအသုံးချနိုင်ခဲ့တာပါအဲ့ဒီအချိန်မှာပဲစတီဗ်ကသူ့ရဲ့ခေါ်ဘက်ကားလေးနဲ့ရောက်လာပြီးဒီညရှယ်ယာရှင်တွေရဲ့အစည်းအဝေးရှိတယ်လို့လာပြောပါတယ်အဲ့ဒီညနေမှာတော့ဂျယ်ရီနဲ့မာဂျိုရောက်လာတဲ့အခါအံ့အားသင့်စရာကိုမြင်တွေ့လိုက်ရပါတယ်Jazz Fest ပွဲတော်ကြီးကိုအကြီးအကျယ်ကျင်းပနေပြီးမြို့သူမြို့သားတွေအားလုံးဆင်နွှဲဖို့ရောက်နေကြတာပါသူတို့ရောက်လာတဲ့အခါမှာလည်းလူတိုင်းကလက်ခုပ်တီးပြီးကြိုဆိုကြပါတယ်အဲဒီနောက်ဆုံးချိန်ကစားဖို့အတွက်တခြားပြည်နယ်တွေထိသွားပြီးထီလက်မှတ်တွေဝယ်ခဲ့တယ်လို့ပြောလိုက်တာကြောင့်ဇနီးမောင်နှံနှစ်ယောက်လုံးစိတ်လှုပ်ရှားသွားကြပါတယ်လက်မှတ်ရေးတွက်တဲ့အလုပ်ကိုဇနီးမောင်နှံနှစ်ယောက်ထဲကပဲလုပ်မှာမို့ Rush ကထီလက်မှတ်ဖားတွေအပြည့်တင်ထားတဲ့ထွန်းဆက်ကြီးကိုမောင်းလာတာမြင်တော့ Jerry နဲ့ March တို့အရန်ကိုဝမ်းသာသွားကြပါတယ် Jazz Fest ပွဲတော်ကြီးစတင်လိုက်ပြီး Jerry နဲ့ March တို့မြို့သူမြို့သားတွေနဲ့အတူကခုန်နေကြပါတယ်တေးကိုတောင်မိန်းမချောလေးတယောက်ကအတူကားဖို့လာခေါ်သွားပါသေးတယ်ပွဲတော်ဆင်နွှဲနေရင်းနဲ့ထီကိုလွမ်းနေတော့မှာပဲလို့သူတို့တွေဝန်ခံလိုက်ကြပေမဲ့အနည်းဆုံးတစ်ကြိမ်လောက်တော့ဂျက်ပေါ်ပေါက်ခဲ့ခြင်းတယ်လို့မတ်ကဆန္ဒပြုလိုက်ပါတယ်ဂျယ်ရီကပြုံးပြီးသူမကိုပိုင်ဆိုင်ထားရတာကပဲသူ့အတွက်တော့ထီပေါက်တာပါပဲလို့ပြောလိုက်ပါတယ်တချင်းတန်အဆုံးမှာတော့သူတို့တွေထီလက်မှတ်တွေရေတွက်ဖို့အတွက်အပြေးလွှာသွားကြပါတော့တယ်ဘဲလီရဲ့ဇာတ်ကြောင်းပြောတဲ့နဲ့အတူဇလန်းလေးကပြီးဆုံးသွားပြီးဂျယ်ရီနဲ့မတ်တို့ကသူတို့ရဲ့အနိုင်အငွေတွေနဲ့ဆောက်လုပ်ရေးချင်းငွေလုပ်ငန်းတစ်ခုစတင်ခဲ့ကြောင်းနဲ့သူကတော့သူ့အတွက်ဇင်ခံအခန်းကြီးတစ်ခုဆောက်လုပ်ခဲ့ကြောင်းရှင်းပြသွားခဲ့ပါတယ်။စုစုပေါင်းအနေနဲ့ဂျယ်ရီနဲ့သူတို့အဖွဲ့ဟာအမေရိကန်ဒေါ်လာ28သန်းအထိအနိုင်ရရှိခဲ့ပါတယ်